တော့ဦးဇင်းတို့ဒီကနေ့ညတက္ကကြီးဒကမာကြီးများကိုဗာတရားဟောမှလဲဆိုလို့ရှိရင်ကုဋ္ဌကနိကေဇာတကနိပတ်တော်မှာလာရှိတဲ့ကာမဇတ်တော်ကိုဦးဇင်းတို့ဗမာလိုနာမည်လေးပေးပြီးတော့ဟောပါမယ်စွန့်နိုင်ဘလောက်ချမ်းသာကြီးတဲ့တရားကောင်းစဉ်ကပိဋကပြောကြည့်စမ်းပါဗျာစွန့်နိုင်ဘလောက်ချမ်းသာကြမယ်လို့အတိတ်တွေရတဲ့တရားဘာကြောင့်ဦးဇင်းတို့ဒီတရားကိုဟောရတယ်လဲဆိုလို့ရှိရင်မိမိအပါဝင်လောကကြီးတစ်ခုလုံးကိုဆင်းရဲစေတာပျက်စီးစေတာဟာဘာလဲလို့မေးရင်လောဘဒေါသမောဟဆိုတဲ့အကုသလမူလအကုသိုလ်အာလုံးတို့မကောင်းမှုအာလုံးတို့ရဲ့မူလအမြင့်ဖြစ်တဲ့တရားတွေကြောင့်တတ္တဝါတွေပျက်စီးကြတယ်လောကကြီးလည်းပျက်စီးရမိမိကိုယ်ကိုချမ်းသာခြင်းနဲ့လောကကြီးကိုကောင်းစေခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့အကုသလမူလတရားတွေကိုနည်းနိုင်သမျှနည်းအောင်ကြိုးစားကြရမှာဦးဇင်းတို့သာသနာတော်မြတ်ကြီးမှာမြတ်စွာဘုရားဆုံးမတော်မူခဲ့တဲ့အဆုံးအမအလုံးတို့ဟာလည်းပဲဒီလောဘဒေါသမောဟတရားတွေကိုနေတဲ့နေပါတဲ့ပါနောက်ဆုံးကုန်အောင်ပြောက်အောင်ကျင့်သုံးကြဖို့ဆုံးမထားတာဒီကြီးပါပဲဟုတ်လားအဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ကိုရောလောကကြီးတစ်ခုလုံးကိုရောအယုတ်ဆိုးစီအကြီးတန်းစီဆင်းရဲစေတဲ့အရာဘာလဲလို့မေးရင်လောဘဒေါသမောဟအဲ့ဒါကိုဦးဇင်းတို့မြတ်စွာဘုရားကအကုသလမူလမကောင်းမှုအလုံးတို့ရဲ့အခြေခံရေတောင်းမြစ်ကြီး၃ကြောင်းလို့အဲ့ဒါလိုဟောခဲ့တာနော်အဲ့တော့ဟိုကျမ်းဂန်လေးထဲမှာလည်းလာတာရှိပါရဲ့အကုသလမူလကာရဏလောကောဝိနတတိဟောဒီလောကကြီးဟာလောဘဒေါသမောဟတို့ကြောင့်ပျက်စီးတာဟုတ်ရဲ့လားအေးဒါကြောင့်ဒီကနေ့ဦးဇင်းတို့ကဒီကနေ့ညရောမနေ့ဖြန်ညရောတပတ်ခါညရော၃ညဆိုတော့ဒီကနေ့ညလောဘကြောင့်ဆင်းရဲကြတဲ့တတ္တဝါတွေလောဘနည်းပြီးတော့ချမ်းသာကြစေဖို့ဟုတ်လားမနေ့ဖြန်ညကြတော့ဒေါသကြောင့်ဆင်းရဲကြတဲ့တတ္တဝါတွေကိုဒေါသနည်းပြီးတော့ချမ်းသာကြစေဖို့နောက်ရက်မှာတော့မောဟကြောင့်ဆင်းရဲကြတဲ့တတ္တဝါတွေကိုမောဟနည်းပြီးတော့ချမ်းသာကြစေဖို့လို့ဒီလိုရည်ရွယ်ပြီးတော့ဒီကနေ့ညလောဘနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဟောကြားဖို့ရွေးချယ်ထားတာကကာမဇတ်တော်တဲ့စွန့်နိုင်သလောက်ချမ်းသာမည်တဲ့ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မိမိတို့ရဲ့ဘဝအလုံးသောတတ္တဝါတွေရဲ့ဘဝနောက်ဆုံးကမ္ဘာလောကကြီးကိုပါပျက်စီးအောင်ဖျက်ဆီးနိုင်တဲ့လောဘဒေါသမောဟတရားတွေနဲ့ပတ်သက်ပြီးတော့ပုံကိုသိမြင်နားလည်ခွင့်ရအောင်အဲ့ဒီလောဘဒေါသမောဟတရားတွေကိုလည်းပဲမြတ်စွာဘုရားရဲ့ဒေသနာတော်နဲ့အညီတတ်နိုင်သမျှနေတဲ့နေအောင်ကြိုးစားမယ်ဆိုတဲ့ရည်ရွယ်ချက်ဖြင့်တရားတော်ကိုနာယူကြည်ညိုကြရအောင်တရားမဟောသေးခင်မှာမြတ်စွာဘုရားကိုရှိခိုးပူဇော်ကြောကြအောင်စုဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံလို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယူသေးမြတ်လို့ရှိခိုးပူဇော်ကြအောင်စုအလုံးလက်ဥကလေးတွေချီထားကြကရုဏာတိတလဟရယပညာပိဇောတဝိဟတမောဟဓမ္မသာနရမရလောကကရောဝတိတုဝတံဂတိဝိမု क्त ံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလေးရှိတော်မူပါဝိထသောပညာပိဇောတဝိဟတမောဟဓမ္မရဟတမေတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖေခွာတော်မူပြီးထသောသာနရမရလောကကရု
လူနဲ့မြမတတဝါနန္ဒတို့ဤကြောင့်ထီတန်တို့ပလီကရုပြုရာတဆူရီသောဆရာသခင်ပဲဖြစ်တော်မူပါ၏ထသောဂတိဝိမု တံဒေဝမနုဿာနိရိယာနေပေတာတလိษံလာရရှိငါတံသောဂတိတို့မှလေသူတခြင်းကင်းလွတ်တော်မူ၏ထသောသူကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်လျှော်တော်မူပါ၏ထသောဗုဒ္ဓသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပရမကဲ့သို့ပြတ်သားထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမူယုံနံတဖြာဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏိဝနာမကာယဝစီမနောချီ၍သုံးနေတော်ရပနာမဖြင့်ဒုက္ခယုကျိုးလက်ဆုံးမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားပိဋကဒီနေ့လောဘနဲ့လောဘရဲ့အကြောင်းစတင်ပြီးတော့ပြောကြည့်ရအောင်အနတ္ထဇနနောလောဘောလောစိတ်တပကောပနောဘေယမန္တရာဒောဇာတံတံဇနောနာဝဗုဇ္ဇတိလောဘောလောဘဆိုသောတရားသည်အနတ္ထဇနနောအကျိုးမဲ့ခြင်းကိုဖြစ်စေတတ်၏လောဘောလောဘဆိုသောတရားသည်စိတ်တပကောပနောဖြူစင်နေတဲ့စိတ်ဓာတ်ကိုပျက်စီးစေ၏အန္တရာတော်အတွင်း၌ဗျံဖြစ်ပေါ်၍နေသောဗျံဖြစ်ပေါ်၍နေသောဘေးကိုဇနောလူအပေါင်းတို့သည်နာဝဗုဇ္ဇတိမသိမြင်နိုင်ကြ၏မြတ်စွာဘုရားဣတိယုပ္ပါဠိတော်မှာဟောခဲ့တယ်လောဘဆိုတဲ့သဘောတရားဟာအကျိုးမဲ့တွေကိုဖြစ်စေတယ်အနတ္ထဇနနောလောဘောလောဘောစိတ်တပကောပနောစိတ်တပကောပနောဖြူစင်တန်ရှင်းတဲ့စိတ်ကိုညှဉ်းနှွမ်းပြီးတော့ပျက်စီးစေတယ်တတ္တဝါပေါင်းတို့ရဲ့တန်တာအတွင်းတန်တာမှာဖြစ်ပေါ်နေတဲ့အဲ့ဒီဘေးကြီးကိုတာမန်လူသားတွေဟာမသိနိုင်မမြင်နိုင်ဘူးတဲ့မြတ်စွာဘုရားကဘယမန္တရဒောဇာတံအန္တရာတော်အတွင်း၌ဇာတံဖြစ်ပေါ်၍နေတဲ့ဗျံဘေးကိုဇနောလူအပေါင်းတို့သည်နာဝဗုဇ္ဇတိမသိနိုင်ဘူးတဲ့လောဘကအတွင်းထဲမှာဘလောက်ကြီးကျယ်တဲ့အကျိုးမဲ့တွေကိုဖန်တီးနိုင်တယ်ဆိုတာကိုတရားဓမ္မတို့ဦးဇင်းတို့တာမန်လူတွေမသိနိုင်ဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားကဟောပြတာလောဘောအဋ္ဌနာဇာနာတိလောဘောဓမ္မနာပတ္တိအန္တဓမ္မန္တရာဟောတိယံလောဘောဟရတိနရံလောဘောလူချင်းမမောမှုသည်အထာအကျိုးအကြောင်းအစုကောင်းကိုနာဇာနာတိမသိမြင်နိုင်ကြီးလောဘရှိလာပြီဆိုလို့ရှိရင်လောဘဆိုတဲ့သဘောတရားဟာအကျိုးရှိတာတွေမရှိတာတွေကိုခွဲခြားဝေဖန်နိုင်တဲ့သဘောမျိုးမရှိဘူးလုတော်အဋ္ဌနာဇာနာတိလုတော်ဓမ္မနာပတ္တိလုတော်မမောသောပုဂ္ဂိုလ်သည်ဓမ္မသူတော်ကောင်းတရားကိုနပတ္တိမမြင်နိုင်ကြီးလောဘတွေလွှမ်းနေတဲ့လူတယောက်ဟာကောင်းတဲ့တရားကိုသူသဘောပေါက်ဖို့မလွယ်ပါဘူးတဲ့ဟုတ်လားအနှစ်ကလေးတွေကြီးပဲလို့ဥစဉ်ထင်တယ်နော်အေးလောဘတွေလွှမ်းနေလို့ရှိရင်မိမိအတွက်အကျိုးရှိတာတွေမရှိတာတွေကိုခွဲခြားဝေဖန်ခြင်းကမစွမ်းနိုင်တော့ဘူးလောဘတွေလွှမ်းလာလို့ရှိရင်သူတော်ကောင်းတရားချမ်းသာကြောင်းတရားတွေကိုသိမြင်နားလည်ဖို့မစွမ်းနိုင်တော့ဘူးဟုတ်လားလုတော်အဋ္ဌနာဇာနာတိလုတော်ဓမ္မနာပတ္တိအန္တဓမ္မန္တရာဟောတိယံလောဘောဟရတိနရံယန္တရံကျင်တတ္တဝါကိုလောဘောလောဘသည်ဟရတိလွှမ်းမိုးဖြစ်စေ၏တရားထိုခါ၌အန္တဓမ္မအမိုက်အမောင်သည်ဟောတိဖြစ်လာတော့တယ်လောဘလွှမ်းလာပြီဆိုရင်အဲ့ဒီတတ္တဝါဘာမှမမြင်တော့ဘူးလူကျင်မှုတွေအားကြီးလာပြီဆိုရင်ဘာမှမမြင်တော့ဘူးဘာမှမမြင်တော့ဘူးဆိုတော့
ရှောက်လန်းနေတဲ့တန်တရားခရီးမှာလည်းပဲအစဉ်ပြေဖို့လွယ်ပါဦးမလားမလွယ်တော့ဘူးဒါဥစဉ်တို့ကလောဘရဲ့အကြောင်းကိုတတိထားကြရကောင်းလို့ဣတိယပါဠိတော်ကနေယူပြီးတော့ပြောလိုက်တာဟုတ်လားမမောတဲ့ပုဂ္ဂိုလ်ဟာအကျိုးအကြောင်းဆိုကောင်းကိုနားမလည်ဘူးမမောနေတဲ့ပုဂ္ဂိုလ်ဟာသူတော်ကောင်းတရားကိုမသိနိုင်ဘူးအဲ့ဒီလောဘတွေလွှမ်းမိုးလာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမိုက်သွားပြီမှောင်သွားပြီလို့မြတ်စွာဘုရားကဒီလိုဟောလာနော်အဲ့ဒါဥစဉ်တို့ကဒီကနေ့ကာမဇတ်တော်လေးကိုဟောဖို့ဒီစကားလေးကိုဏိဒန်းတွယ်လိုက်ပါတယ်ကာမဇတ်တော်ကိုမြတ်စွာဘုရားဘာကြောင့်ဟောတယ်လဲဆိုတော့ဥစဉ်တို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးစေတော်ကြောင်းတိုက်တော်မှာသတင်းသုံးတော်မူခြင်းခါကာလသာဝတိမြို့မှာတောင်ယာလုပ်ပြီးတော့စားတော့တဲ့ပုံနာကြီးတယောက်ရှိတယ်အဲ့ဒီပုံနာကြီးကိုတဏှိသောခါကာလမြတ်စွာဘုရားကဉာဏ်တော်ကွန်ရက်ထဲမှာထင်ရှားစွာပေါ်လာတဲ့အတွက်ကြောင့်ဒီပုံနာကြီးကျွတ်တန်းဝင်မယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်အဲ့ဒီပုံနာကြီးလဲထွန်းနေတဲ့အချိန်မှာမြတ်စွာဘုရားကသွားပြီးတော့နှုတ်ဆက်တယ်ပုံနာကြီးဘာတွေလုပ်နေတာတော့မြင်ရတဲ့မေးတာဗျမြတ်စွာဘုရားရဲ့ကရုဏာတော်ကိုခံမှန်းလို့ရတယ်နော်မြင်ရတဲ့မေးတာတပည့်တော်ဒီနေရာမှာဂျုံလေးစိုက်မလို့ထွန်ရက်နေတာပါဗျာအဲ့ဒါနဲ့အဲ့ဒီဂျုံလေးပြိုးပြီဆိုတော့လေမြတ်စွာဘုရားကပုံနာကြီးဘာတွေလုပ်နေတော့သွားမေးတာနောက်အဲ့ဒီဂျုံမင်းလေးတွေကြီးလာပြီဆိုတော့လည်းပဲမကြမြတ်စွာဘုရားကသွားမေးတော့ပုံနာကြီးကထင်တယ်တဲ့ဩယဟန်ဂေါတမငါစီကတစုံတစ်ခုရခြင်းလို့လာရှာတာနဲ့တူတယ်ဒီဂျုံခင်းကြီးတီးလာပြီရိတ်သိမ်းလာပြီဆိုရင်ငါယဟန်ဂေါတမကိုထိုက်တဲ့လောက်တော့ပေးမှတော်မယ်လို့သူကစဉ်းစားတယ်တဲ့မြတ်စွာဘုရားကိုသူ့စီလာတာကိုရခြင်းလို့လာတယ်ထင်တာကုထုဇဉ်တွေဟာတော်တော်လည်းပဲရေရကောင်းတယ်ဘုရားကရခြင်းလို့လာတာလားပေးခြင်းလို့လာတာလားပေးခြင်းလို့လာတာပေးခြင်းလို့လာတာဟုတ်လားတစ်ချိန်မှာသူတောကပရိဒေဝတွေအကြီးအကျယ်ဖိစီးတဲ့အခါမှာအဲ့ဒီတောကပရိဒေဝတွေကိုပျောက်ငြိမ်းစေတဲ့အဖိုးမဖြတ်နိုင်တဲ့သူတော်ကောင်းယရနာကိုသူ့ကိုပေးမလို့မြတ်စွာဘုရားကယဉ်လေးအောင်အရင်မိတ်ဖွဲ့တာအဲ့ဒါလို့နဲ့ပုံနာကြီးကလည်းပဲနူးညံ့တဲ့စိတ်တော်ရှိပါတယ်ဒီဂျုံခင်းကြီးရိတ်သိမ်းရင်တော့ယဟန်ဂေါတမမှုပြုတဲ့သံဃာတော်တွေကိုငါပေးအောင်မယ်အဲ့ဒါလို့နဲ့သူစိတ်ကူးတွေရင်ဂျုံခင်းကြီးကလည်းတကယ်မှမှဲ့ဝင်ပြီးတော့အကျယ်ကြီးဘယ်နှတင်းရမယ်ဘာတွေလုပ်မယ်အဲ့ဒါလို့နဲ့မနှက်ဖြံခါမှာရိတ်တော့မယ်ဆိုတော့ဒီကနေ့လိုညမျိုးမှာအစိရဝတီမြစ်ရဲ့အထက်အကြီးရက်မှာမိုးကသီးထန်စွာရွာတယ်အထက်အညာရက်မှာအဲ့ဒါလိုရွာတော့အဲ့ဒီအစိရဝတီမြစ်ဟာညာတွင်းချင်းကြီးတယ်ပုံအိမ်မှာအိတ်နေတာဘာမှမသိဘူးအဲ့ဒီကြီးလာတဲ့ရေတွေကတရိပ်ရိပ်တက်ပြီးတော့သူ့ရဲ့မှဲ့ဝင်းနေတဲ့ဂျုံဝင်းကြီးကိုအကုန်လုံးတိုက်ပြီးတော့စားသွားတာအဲ့ဒီနားမှာဂျုံဝင်းကြီးရှိတယ်ဆိုတာကိုတော့မသိနိုင်တော့ဘူးအဲ့ဒါမနဲ့တင်တော့ဘုရားကြီးကသူ့အိမ်ကနေထားလာတဲ့ဂျုံရိပ်မယ်ပေါ့ဂျုံဝင်းကဘယ်နာနေမှတော့မှန်းလို့မရတော့ဘူးအဲ့ဒီမှာသူအကြီးအကျယ်စိတ်ဆင်းရဲတယ်ယဟန်ဂေါတမကိုလည်းငါပေးအောင်မယ်လို့မှန်းထားတာခုသူများပေးဖို့နေနေတာကငါတောင်ဘာမှမရတော့ဘူးဆိုပြီးတော့တခါတည်းအိမ်ထဲကိုဝင်အိတ်တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကအိမ်ကိုကြွလာယဟန်ဂေါတမကြွလာတယ်လို့သတင်းစကားပုံနာကြီးကြားတော့ပုံနာကြီးကအင်မတန်စိုးရိမ်တဲ့တောကပရိဒေဝဖိကြီးနေတော့မြတ်စွာဘုရားကိုထွက်ပြီးတော့မတွေ့နိုင်ဘူးအဲ့ဒါနဲ့အဲ့ဒီယဟန်ဂေါတမကငါမိတ်ဆွေပါအိမ်ထဲကိုပင့်ခဲ့ပါအိမ်ထဲကိုခေါ်ခဲ့ပါပေါ့အရက်လို့ပြောအဲ့ဒါနဲ့မြတ်စွာဘုရားအိမ်ထဲကြွလာတော့မြတ်စွာဘုရားကပုံနာကြီးပင်မှာတော့ဂျုံငင်းကြီးပျက်စီးလို့စိုးရိမ်တဲ့စိတ်နဲ့အိယာတွေကမထားနိုင်ဘူးအဲ့ဒါလို့ဆိုခေါ်ခဲ့ပါဆိုတော့ပုံနာကြီးကိုပွေယူလာရတယ်စောစောကအကောင်းသားနော်သူ့ရဲ့စီးစိမ်ဒါလေးကိုအားကိုးပြီးတော့ထားရတာအဲ့ဒါလေးပျက်စီးသွားတော့သူ့မှာဆုပ်ဆရာကံကြဘာမှမရှိတော့အများကြီးသူခံစားရတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားကြီးကိုပွေချီလာတော့မြတ်စွာဘုရားကတကားကြီးစိုးရိမ်ခြင်းကြောင့်ဒီဂျုံတွေကပြန်ရမှာလားလို့မေးတာစကားကတော့မြတ်စွာဘုရားကအဓိပ္ပာယ်ရှိတာကြီးပြောတာဗျစိုးရိမ်ခြင်းကြောင့်ပြန်ရမှာလားတရားဓမ္မတို့ဦးဇင်းတို့တွေလည်းတစ်ခါတလေတစုံတစ်ခုပြည့်စည်သွားရင်တစုံတစ်ခုစိတ်တိုင်းမကြရင်စိတ်ထဲမှာစိုးရိမ်တဲ့သဘောမဖြစ်ဘူးလားဖြစ်ပါရဲ့အဲ့ဒီချိန်မှာဒီမွေးကွန်းလေးမေးဖို့ဒီလိုစိုးရိမ်လို့ငါဖြစ်ချင်တာတွေဖြစ်လာမှာလားပျက်စီးသွားတာတွေကပြန်ရမှာလား
ဆိုလိုတာကစိုးရိမ်ခြင်းမှာဘာအကျိုးမှမရှိဘူးဆိုတာကိုပြောတာသက်သက်မဲ့စိတ်နှလုံးကိုလောင်မြိုက်တာပဲရှိတယ်ဒါတွေပြည့်စည်သွားလို့စိုးရိမ်နေုံမျှနဲ့လည်းဘာမှလည်းရလာတာမရှိအဲ့ဒီမှာတပည့်တော်ဒါတွေကတော့ပြန်မရတော့ပါဘူးခင်ဗျာအဲ့ဒီမှာမြတ်စွာဘုရားကတခါကြီးအဲ့ဒါလို့ဆိုရင်ဒီစိုးရိမ်ခြင်းဟာဘာကြောင့်ဖြစ်တယ်လို့ထင်လဲတဲ့အကြောင်းတရားကိုမေးတာနော်မေးတော့တပည့်တော်မသိဘူးတဲ့ကိုစိုးရိမ်နေတာကိုဘာလို့စိုးရိမ်နေတယ်ဆိုတာကိုသိတယ်လားမသိဘူးတဲ့မသိတော့မြတ်စွာဘုရားကအဲ့ဒါလို့ဆိုရင်ငါပြောပြမယ်ဆိုပြီးတော့စိုးရိမ်ခြင်းရဲ့အကြောင်းတရားတဏှာယဇာယတိသောကောတဏှာယဇာယတိဘယံတဏှာယဝိပ္ပမုဒ္ဒတနတ္ထိသောကောကုတောဘယံတဏှာယလူခြင်းမမောခြင်းကြောင့်သောကောစိုးရိမ်ခြင်းသည်ဇာယတိဖြစ်ပေါ်၏တဏှာယလူခြင်းမမောခြင်းကြောင့်ဘယံဘေးဒုက္ခအပေါင်းတို့သည်ဇာယတိဖြစ်ပေါ်၍လာကုန်၏တဏှာယလူခြင်းမမောခြင်းမှဝိပ္ပမုဒ္ဒတကင်းလွတ်နေသောပုဂ္ဂိုလ်အားသောကောစိုးရိမ်ခြင်းသည်နတ္ထိမရှိနိုင်မှုဘယံဘေးအပေါင်းတို့သည်ကုတောအတ္ထိအဘယ်မှရှိပါအံ့နည်းစိုးရိမ်ခြင်းရဲ့အကြောင်းတရားကိုရှာပြလူခြင်းမမောခြင်းဆိုတဲ့လောဘကြောင့်စိုးရိမ်ခြင်းဖြစ်တယ်လူခြင်းမမောခြင်းဆိုတဲ့လောဘကြောင့်ဘေးအပေါင်းတို့ဖြစ်ပေါ်လာတယ်လူခြင်းမမောခြင်းကင်းနေတဲ့ပုဂ္ဂိုလ်မှာစိုးရိမ်ခြင်းလည်းမရှိဘူးဘေးဆိုတာဘယ်မှာဖြစ်ပါမလဲလို့မြတ်စွာဘုရားကအဲ့ဒီဂါထာလေးကိုဟောတာဒီတော့ဦးဇင်းတို့ကဘေးသက်ပေါင်းသူတော်ကောင်းတို့ကိုစဉ်းစားပြီးတော့မပေးပါဘူးနော်ဂါထာလေးတွေကိုရှေ့ကရွတ်သွားမှာပဲကိုယ့်အကိုစဉ်းစားနော်ဒီဘေးသက်ကတရားနာတဲ့ရှင်းနေတဲ့ဘေးသက်လို့လည်းပဲဦးဇင်းတို့သိထားတယ်ဟုတ်လားစိုးရိမ်ခြင်းဆိုတာဘာကြောင့်ဖြစ်တယ်လောဘလူကျင်ခြင်းကြောင့်ဖြစ်တာဘေးတွေကလည်းပဲလူကျင်ခြင်းကြောင့်ဖြစ်တာဟုတ်လားလူချင်းနေပြီဆိုလို့ရှိရင်ရမရပါမလားဆိုတာလေးမလားဘူးလားတကယ်လို့လူချင်းနာကြပြီဆိုတော့ပြင်းပြင်းပျက်စီးသွားမှာလားဆိုတာក៏မလားဘူးလားအဲ့ဒါလို့လူချင်းမှုတည်စိုးရိမ်မှုနဲ့ပူကန့်နေတယ်အဲ့ဒါကိုပိဿပေါင်းသူတော်ကောင်းတို့သဘောပေါက်ရမယ်ဟုတ်လားတစုံတစ်ခုကိုလူချင်းပြီဆိုလို့ရှိရင်သေချာပေါက်နောက်ကစိုးရိမ်မှုထိတ်လန့်မှုတုန်လှုပ်မှုအနည်းနဲ့အများပါကိုပါတယ်ဟုတ်လားအဲ့ဒါလိုမြတ်စွာဘုရားကဟောပြီးတော့ဦးဇင်းတို့အဲ့ဒီပုံနာကြီးကိုသုတ္တနိပတ်ပါဠိတော်မှာလာရှိတဲ့အတ္တကနိပတ်မှာလာရှိတဲ့ကာမသုတ်တံဆိုတာကိုအဲ့ဒီပုံနာကြီးကိုဟောတယ်ကာမဇတ်ကိုမဟောသေးဘူးနော်ဘာကိုအရင်ဟောတယ်ကာမသုတ်တံကိုဟောတယ်အဲ့ဒီကာမသုတ်တံကိုပေးသက်ပေါင်းသူတော်ကောင်းတို့အကျဉ်းမြင်ကလေးနာယူကြည့်ရအောင်မယ်ဟုတ်လားကာမံကာမယမာနတတတစေတံသမိစ္ဆတိအတ္တပိတိမနောဟောတိလတ္ထမေဇောယတိစတိကာမံကာမကိုကာမယမာနတလိုလားတောင့်တ၍နေသောတတ္တထိုပုဂ္ဂိုလ်အားတံကာမံထိုကာမတို့သည်စေသမိစ္ဆတိအကယ်၍ပြည့်စုံ냐အံမေဇောထိုကဲ့သို့ကာမနှင့်ပြည့်စုံနေသောတတ္တဝါတို့သည်ယတိစတိတံလတ္ထလူကျင်တာကိုရတဲ့အတွက်ကြောင့်သူမနောဝမ်းမြောက်ဝမ်းသာသောစိတ်သည်အတ္တဟောတိဖြစ်မှာတေချာပေါက်ပဲတတ္တဝါတူတယောက်အနေနဲ့ကာမဂုဏ်တွေကိုရခြင်းနဲ့ဇီဝဥစ္စာအကုန်လုံးသက်ရှိသက်မဲ့ကာမဂုဏ်အာယုန်တွေကိုရခြင်းနဲ့ရခြင်းလို့ရပြီပြည့်စုံသွားပြီဆိုရင်အဲ့ဒါတေချာပေါက်အဲ့ဒီတတ္တဝါမှာဝမ်းသာတဲ့သဘောစိတ်တိုင်းကြတဲ့သဘောကျဉ်တ်တဲ့သဘောတေချာပေါက်ဖြစ်မယ်တဲ့ဘာမှမဆန်းပါဘူးဒီတရားလေးကဒါပေမဲ့နောက်ပြောမှာတွေကိုပေါ်လွင်ထင်ရှားစေခြင်းလို့မြတ်စွာဘုရားကရိုးရိုးလေးကစပြောတာဆိုလိုတာကကိုလူချင်းသာရပြီဆိုရင်တတ္တဝါတွေမှာဝမ်းသာတဲ့သဘောတေချာပေါက်ဖြစ်ကိုဖြစ်တယ်တဲ့ဒီကမာကြီးတွေကိုလူချင်းသာရပြီကိုလူချင်းသာဖြစ်ပြီဆိုရင်ဝမ်းမြောက်တဲ့သဘောကြည်နူးတဲ့သဘောတေချာပေါက်ဖြစ်ကိုဖြစ်တယ်အဲ့ဒီဝမ်းသာတဲ့သဘောကြည်နူးတဲ့သဘောကဆင်းရဲဖို့အရှိန်ယူနေတာဆိုတာကိုထင်ရှားစေတယ်လို့သူ့ကိုအရင်ပြောတာအလကားကြီးကြည်နူးနေရတာမဟုတ်ဘူးအလကားကြီးဝမ်းသာနေရတာမဟုတ်ဟုတ်လားအဲ့ဒီဂါထာလေးမြတ်စွာဘုရားစဟောတယ်နော်လူကျင်တာရပြီဆိုရင်တေချာပေါက်ဝမ်းသာကြမယ်ဟုတ်လားကာမံကာမယမာနတတတစေတံသမိစ္ဆတိအတ္တပိတိမနောဟောတိလတ္ထမေဇောယတိစတိတတ္တစေကာမယာနတ္တသန္တသတ္တသန္တုနော
တေကာမေပရိဟာယန္တိတန်လဝိဒောဝရုပ္ပတိလာပြီဒုတိယဂါထာဘာပြောလဲဆိုတော့သန္နသာတတလူချင်းမမောခြင်းသန္နတွေအမြဲတမ်းဖြစ်၍နေသောကာမယာနတကာမဂုဏ်ဒီဟုသောယင်ကိုအမြဲတမ်းစီး၍နေသောတတ္တထိုပုဂ္ဂိုလ်အားတေကာမထိုကာမတရားတို့သည်စေပရိဟာယန္တိအကယ်၍ဆုံးရှုံးပျက်စီးကုန်냐အာဟောသောတော်ကပြည့်စုံလို့ဝမ်းသာနေတဲ့တတ္တဝါနော်အဲ့ဒီတတ္တဝါလိုချင်တဲ့ဆန္ဒတွေကလည်းအမြဲတမ်းရှိတယ်ဆန္ဒတွေအမြဲတမ်းပါလေရှိနေတယ်မြတ်စွာဘုရားကကာမကိုယင်တစည်းနဲ့ဥပမာပေးထားတာဗျကာမယာနတ္တကာမဒီဟုသောယင်ကိုတက်ပြီးတော့စီးနေတဲ့အဲ့ဒီတတ္တဝါဘယ်သူဘဝလို့မဆိုလို့ဘူးနော်ကာမဒီဟုသောယင်ကိုပါလေတက်ပြီးတော့စီးနေတာအဲ့ဒီစီးနေတဲ့အခိုက်အတန့်ပျော်ပျော်ကြီးစီးနေတဲ့အခိုက်အတန့်မှာပဲတေကာမပရိဟာယန္တိအဲ့ဒီကာမတွေဟာပျက်စီးသွားတယ်ဆိုကြပါစို့ကာမယင်ကြီးမှောက်သွားနော်ကားလေးကဇိမ်ကျစီးကောင်းတာအရှိန်နဲ့တနာရီကီလိုမီတာ120လောက်ပြေးနေတယ်အဲ့ဒီချိန်မှာဝုန်းနဲ့တိုင်းကလေးတခါတည်းဂျွန်းတို့မောက်ခုံလိမ့်ပြီးတော့မှောက်သွားရင်ဘယ်လိုနေမလဲအဲ့ဒီချိန်မှာဘယ်လိုနေမလဲစဉ်းစားကြည့်နော်ဒါလေးဥပမာသိကောင်းတယ်အဲ့ဒီမှာမြတ်စွာဘုရားကတော့တန်လဝိဒောဝရုပ္ပတိကာမယင်ကြီးကိုပျော်ပျော်ကြီးစီးနေစေမှာအဲ့ဒီကာမတွေပျက်စီးသွားပြီလဲဆိုရောတန်လဝိဒောဝရုပ္ပတိညှားမှန်ခံရတဲ့သားကောင်လိုဖောက်ပြန်တုန်လှုပ်သွားတယ်တဲ့သားကောင်တကောင်အရှိန်နဲ့သူကျက်စားနေတာအဲ့ဒါမုတ်ဆိုးကမြားနဲ့ချောင်းပြီးတော့ပြစ်လိုက်တယ်လူလှိမ့်ပြီးတော့တုန်လှုပ်တဲ့သဘောမျိုးထင်ရှားစွာမမြင်ရဘူးလားမြင်ရတယ်အဲ့ဒါလိုမျိုးကာမတွေကိုမမောလို့ရှာတယ်ပြည့်စုံတော့ဝမ်းသာရတယ်ပျက်စီးပြီလဲဆိုရောပြည့်စုံတော့ကဝမ်းသာရင်ဝမ်းသာထားတဲ့အတိုင်းအတာနဲ့အညီအဲ့ဒီချိန်မှာဘာဖြစ်မလဲတုံလို့မယ်တုံလို့တမရိုးရိုးမဟုတ်ဘူးညှားမှန်ခံရတဲ့သားကောင်လို့တဲ့ဒါကြောင့်မြတ်စွာဘုရားကယောဂာမိပတိဝိဇိတိတပ္ပတိဝပဒံတိရောသောမဝိတ္တိကလောကေတတောတမတိဝတ္တတိအဲ့ဒါလိုကာမတွေဟာပြည့်စုံရင်ဝမ်းသာပျက်စီးရင်သေချာပေါက်တုန်လှုပ်ဆင်းရဲစေတဲ့အတွက်ကြောင့်ဒီကာမတရားတွေကိုတတိဥစည်းပြီးတော့ရှောင်ရှားနိုင်အောင်ကြိုးစားရမယ်တဲ့ဘယ်လိုသဘောထားပြီးတော့ရှောင်ရမှာလဲဆိုတော့တပ္ပတမွေရဲ့တေရောတေရဥကောင်းကိုပဒါပရိဏခြေတော်ဖြင့်ပရိဝိဇိတိဤဝံရှောင်ရှားတဲ့ကဲ့သို့အစိတ်ပြင်းတဲ့မွေဥကောင်းကိုခြေတော်နဲ့မနှင်းမိအောင်ရှောင်တယ်လို့မျိုးပဲတဲ့နော်ဒကာတော်မတို့ဉာဏ်ရှိမယ်ဆိုလို့ရှိရင်အချက်တွေးစရာအချက်လက်တွေအများကြီးရမယ်နော်မပွေးကောင်းနေဘယ်နာလေးမှထိရဲစရာမရှိမွေရဲ့အစိတ်ပြင်းတဲ့မွေရဲ့ခေါင်းဟာလေအဲ့ဒီမွေရဲ့ခေါင်းကိုခြေတော်နဲ့နင်းဖို့ဆိုတာမတွေးရဲစရာကိစ္စပေါ့ဟုတ်လားဒီနေရာမှာမြတ်စွာဘုရားကကာမဟာပျက်စီးသွားတဲ့တနေ့မှာအကြီးအကျယ်ပူလောင်မှုကိုဖြစ်စေတတ်တဲ့အတွက်ကြောင့်မွေရဲ့ခေါင်းကိုရှောင်တယ်လို့မျိုးရှောင်တဲ့နေတဲ့အဲ့ဒီလိုမျိုးကာမကိုမွေရဲ့ခေါင်းလိုသဘောထားပြီးတော့တတိကြီးစွာနဲ့ရှောင်မယ်ဆိုလို့ရှိရင်အဲ့ဒီတတ္တဝါဟာဝိတ္တိကံအစိတ်တဖွဲပြန့်နှံ့ပြီးတော့နေတဲ့လူချင်းမမောခြင်းဆိုတဲ့တဏှာကိုတမတိဝတ္တိကျော်လွှားနိုင်လိမ့်မယ်တဲ့ပိဋကရဲ့သဘောမပေါက်စရာဘာမှရှိဘူးနော်ဒါကာမသုတ်တံကိုမြတ်စွာဘုရားဟောတဲ့အတိုင်းလေးဦးဇင်းတို့အစီအတန်းလေးပြောနေတာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားဘာဆက်ဟောတော့ဆိုတော့ယောဂာမိပတိဝိဇိတိတပ္ပတိဝပရာတိရောသောမဝိတ္တိကလောကေတတောတမတိဝတ္တိခေတ္တံဝိတုံဟိရိညာဝကဝတံဒါတပောရိတံထီယောဗန္ဓုပုထုကာမေယောနရောအနုဂိစတိကာမတွေကိုမြတ်စွာဘုရားကအမြည်တက်ပြတယ်ခေတ္တံနဲ့လေတဲ့ဝိတုံနဲ့ယာတဲ့လေတွေယာတွေရွှေတွေငွေတွေဟုတ်လားအသက်ရှိတဲ့တိရစ္ဆာန်တွေအခိုင်းအစီကျွန်တွေဆွေမျိုးတွေဟုတ်လားသားတွေသမီးတွေအကုန်လုံးတဲ့ပုထုကာမေများပြားလှစွာသောကာမအာယုန်မရှိဘူးလားရှိတယ်အဲ့ဒီကာမအာယုန်တွေကိုယောနရောအနုဂိစတိအကျင့်တ attva ဟာအများကြီးမမောနေတယ်ဆိုကြပါစို့တဲ့နော်ကာမဝတ္ထုအစုစုကိုအများကြီးမမောနေတယ်ဆိုကြပါစို့တဲ့အဲ့ဒါလိုမမောရင်ဘာဖြစ်လဲဆိုတော့
အပလာနံပလီယံတိမတ္တန္တေနံပရိတယံတတောနံဒုက္ခမနွေတိနာဝံဘိနမိဝတကံဒီကထာလေးကိုဦးဇင်းကသိသဘောကျတာပဲတခါကြီးမိုင်းများလည်းသဘောကျမယ်ထင်ပါရဲ့နော်အပလာနံပလီယံတိမတ္တန္တေနံပရိတယံတတောနံဒုက္ခမနွေတိနာဝံဘိနမိဝတကံပုဂ္ဂိုလ်တဦးတယောက်ဟာကာမအာယုန်တွေကိုစွစွလန်းလန်းမက်မောနေပြီဆိုလို့ရှိရင်တဲ့ဘာဖြစ်လာလဲဆိုတော့အပလာနံအာမရှိကုန်သောကိလေသာတရားတို့သည်နံထိုကဲ့သို့သောဆွဲလန်းမက်မောနေတဲ့တတ္တဝါကိုပလီယံတိအားရှိတဲ့အရာတွေကဲ့သို့လွှမ်းမိုးပြီးနှိမ့်ဆက်လေတော့၏ဟောကာမတွေကိုဆွဲလန်းမက်မောနေတဲ့လူကိုကိလေသာတရားတွေကနှိမ့်ဆက်တယ်အဲ့ဒီနေရာမှာမြတ်စွာဘုရားကဘယ်လိုပြောလဲဆိုတော့အားမရှိတဲ့အရာတွေကအားရှိတဲ့ပုံစံဖန်ပြီးတော့ကိုယ့်ကိုနှိမ့်ဆက်တယ်တဲ့နော်ဆိုကြပါစို့အားမရှိတဲ့အရာတွေကကိုယ့်ကိုနှိမ့်ဆက်တယ်ဆိုတော့ကိုကအဲ့ဒီအားမရှိတဲ့အရာတွေလောက်တောင်အားမရှိလို့အဓိပ္ပာယ်မပေါက်ဘူးလားကိလေသာတရားတွေဟာတကယ်စင်စစ်တော့အားမရှိကြတဲ့တရားတွေပါတဲ့မြတ်စွာဘုရားကဒါပေမဲ့ကိုကအဲ့ဒီအားမရှိတဲ့ကိလေသာလောက်ကိုပဲကိုကအားမရှိလေတော့အဲ့ဒီအားမရှိတဲ့တရားကပဲကိုယ့်ကိုနှိမ့်ဆက်နိုင်တယ်တဲ့တကယ်လို့မြန်ကို့မှာတတ္တခွန်အားတတိခွန်အားဝရိယခွန်အားတမာတိပညာခွန်အားတွေအနှဲငယ်များလောက်ရှိမယ်ဆိုရင်တောင်အဲ့ဒီကိလေသာတရားတွေကကိုယ့်ကိုနှိမ့်ဆက်နိုင်မှာမဟုတ်အခုတော့အဲ့ဒါတွေကိုဆွဲလန်းမမောနေရတာနဲ့အဲ့ဒီသူတော်ကောင်းခွန်အားတွေလုံးဝမရှိရရောက်တဲ့အတွက်ကြောင့်အဲ့ဒီအခြေအနေဆွဲလန်းမမောနေတဲ့အခြေအနေမှာလေအားမရှိတဲ့ကိလေသာတွေကကိုယ့်ကိုအားရှိတဲ့အရာတွေကနှိမ့်ဆက်တယ်လို့မျိုးကိုယ့်ကိုဘာလို့မှလဲနှိမ့်ဆက်တယ်တဲ့ဧနံထိုကဲ့သို့သောမမောနေသောတတ္တဝါကိုပရိသေယအတွင်းအပယံသူတွေကမတ္တန်တိနင်းနှိမ့်ချေဖြတ်နှိမ့်ဆက်ကြလေကုန်၏ဟောကာမတွေကိုမမောမိပြီဆိုရင်အတွင်းအပမှာရှိတဲ့ယံတွေကအဲ့ဒီမမောတဲ့တတ္တဝါတွေကိုနှိမ့်ဆက်ဖြတ်စီးပစ်လိုက်တယ်တဲ့အတွင်းမှာလည်းပဲလောဘဒေါသတွေကလိုအပ်တာတဲ့ပူပြီးတော့လာတယ်ကာမတွေကိုမမောမိပြီဆိုရင်ရခြင်းစိတ်တွေကလည်းပြင်းထန်လာတယ်လောဘတွေကြီးလာတာပေါ့ဗျာရခြင်းစိတ်တွေပြင်းထန်လာတော့ရအောင်ကြိုးစားအထောက်မှုတွေအများကြီးရှိလာမယ်ကြိုးစားအထောက်မှုတွေများလာတော့မရတာတွေရတာတွေအဆင်ပြေတာတွေမပြေတာတွေအနှောင့်အယှက်တွေအဖြစ်စီးတွေအမျိုးမျိုးသောအခက်အခဲတွေကျုံလာတော့မကျေနပ်တဲ့ဒေါသတွေကလည်းများလာမယ်အတွင်းမှာရန်သူတွေများမလာဘူးလားများလာတယ်ကာမတွေကိုမမောပြီးတော့တအားရှာနေတဲ့ပုဂ္ဂိုလ်အတွက်အပြင်ဘက်မှာလည်းပဲရန်သူတွေများတယ်တဲ့ဘာဖြစ်လို့ဆိုကာမဆိုတာပုထုဇဉ်တ attva တွေကအကြိုက်တူတဲ့အတွက်ကြောင့်လူနေရတဲ့သဘောရှိတယ်လူနေရတယ်ဆိုတဲ့သဘောရှိတဲ့ကိုကစအကြံတူရင်ရန်သူကလည်းဒါရှာတာကိုကလည်းဒါရှာတာရှာတာချင်းတူနေတဲ့အခါကျတော့တခါတလေရန်ဖြစ်ရတဲ့သဘောအဲ့တော့ပြင်ဘက်ကရန်တွေလည်းတိုးလာတယ်အတွင်းမှာလည်းရန်တွေလည်းတိုးလာတယ်အဲ့ဒီအတွင်းရအပြင်တွေကညှက်ပူးညှက်ပိတ်ကိုအကြီးအကျယ်နှိပ်စက်ခြေဖြတ်ပြစ်လိုက်မယ်တဲ့ကာမကိုဆွဲလန်းမှုအားကြီးရင်ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားဆက်ပြီးတော့ပေးတဲ့ဥပမာကပိုလို့တောင်ကောင်းတယ်အဲ့ဒါကဘာလို့ဆိုတော့အပလာနံပလီယံတိမတ္တန္တေနံပရိသေယံတတောနံဒုက္ခမနွေတိနာဝံဘိနမိဝတကံဘိနံကွဲပြဲ၍နေသောနာဝံလှေသို့ကွဲနေတဲ့လှေကြီးရဲ့နောက်ကိုဥဒကံရေတို့သည်အနွေတေဤဝအစဉ်ယူပြီးတော့လိုက်နေတဲ့ကဲ့သို့နံထိုကဲ့သို့သောကာမကိုဆွဲလန်းနေတဲ့ပုဂ္ဂိုလ်ရဲ့နောက်ကိုဒုက္ခဆင်းရဲဒုက္ခအဝဝတို့သည်အနွေတေအစဉ်လိုက်၍နေကြကုန်မည်လှေခွဲကြီးနဲ့ခရီးသွားနေတဲ့ပုဂ္ဂိုလ်တယောက်ကိုကြည်စမ်းမှလှေကြီးကအပေါက်ကြီးဆိုတော့အဲ့ဒီလှေတဲကိုသူသွားနေတဲ့တစ်လျှောက်လုံးမှာရေတွေကဘာဖြစ်နေမလဲအမြဲတမ်းဝင်နေမယ်ဒါကိုသူကဒီတိုင်းလေးလျူရှုထားမယ်ဆိုရင်ကြာရင်နှစ်မှာဆိုလို့ဒီရေကိုခက်ခက်ပြည့်ရတဲ့သဘောမရှိဘူးလားခက်ပြစ်ပေမယ်လို့လဲလှေကအပေါက်ကြီးဆိုတော့ဆက်ပြီးတော့ဝင်နေမှာပဲခက်ပြည့်ရတဲ့အလုပ်ကိုလှေအပေါက်ဖြစ်နေသမျှကာလပတ်လုံးနားရတဲ့သဘောရှိပါမလားမရှိဘူးနော်လှေကအပေါက်ကြီးဆိုတော့သွားနေတဲ့ရွေးသူကပါလေအမြဲတမ်းဝင်နေမှာပဲသူရက်တယ်လို့မရှိဘူးအဲ့လိုပဲကာမကိုဆွဲလန်းမမောကြတဲ့ကာမတ attva တွေအတွေ့ဒုက္ခတွေဟာအမြဲတမ်းကိုယ့်ရဲ့နောက်ကလိုက်နေတယ်လှေပေါက်နဲ့ရေနဲ့ဟာဘယ်တော့မှမကင်းနိုင်ဘူးနောက်တခါကြီးဒီမိုင်းများရေလမ်းကြောင်းခရီးသွားတဲ့ပုဂ္ဂိုလ်အတွက်လှေပေါက်နဲ့ရေနဲ့ဒီအမြဲတမ်းမကင်းနိုင်ဘူး
အဲ့ဒါလိုပဲပုထုဇဉ်တတ္တဝါတွေကာမကိုမမိုးကြတဲ့တတ္တဝါတွေဟာမမိုးရင်မမိုးသလောက်ဒုက္ခနဲ့မကင်းနိုင်ဘူးအဲ့ဒါအမြဲတမ်းဖြေရှင်းနေရမယ်ဒုက္ခတွေလူတိုင်းလည်းညီးကြပါတယ်နော်အဲ့ဒီဒုက္ခတွေကိုဒီနေ့တွေ့တဲ့ဒုက္ခဒီနေ့ရှင်းလိုက်တယ်နောက်နေ့အေးပြီလားမအေးဘူးနောက်နေ့ဒုက္ခကဆက်နေပြန်တာပဲဆက်ပြီးတော့ကျိုးနေတာဟုတ်လားအဲ့ဒီတော့ဘယ်တော့ကင်းတယ်ဆိုတာမရှိဘူးအဲ့ဒါကိုမြတ်စွာဘုရားကတတိတံဝေကရစေဖို့အတိညာဏ်ရှိစေဖို့ကာမကိုမမောပြီဆိုရင်တော့အားမရှိတဲ့ကိလေသာတွေကအားရှိတဲ့အရာတွေကိုကိုယ်နှိမ့်ဆက်လိမ့်မယ်ကာမကိုမမောပြီဆိုရင်တော့အတွင်းအပရန်သူတွေများပြီးတော့အဲ့ဒါတွေကကိုယ်ကိုနှိမ့်ဆက်လိမ့်မယ်ကာမကိုဆွဲလန်းမိပြီဆိုရင်တော့လှေပေါက်ကြီးတဲ့ကိုရေတွေဟာအမြဲဝင်နေသလိုမျိုးတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝသွားပြီသမျှဒုက္ခတွေကအမြဲတမ်းရှိနေမယ်လို့မြတ်စွာဘုရားအဲ့လိုဟောတာနော်အာဝလာနပလီယန္တိမတ္တန္တိနံပရိတယံတတောတံဒုက္ခမနွေတိနာဝံဘိနမေဝတကံတတ္တမဇန္တုတရာတတောကာမာနိပရိဝဇ္ဇေတိပဟာယတရေဩဃနာဝံတိတဝဝပါရဂောဒါဥစဉ်တို့ကာမတုတ်တန်ရဲ့နောက်ဆုံးကာထာပဲတတ္တမထိုကဲ့သို့ကာမကိုဆွဲလန်းနေသည်ရှိသောဒုက္ခတွေအမြဲတမ်းလိုက်နေသည်အဖြစ်ကြောင့်တရားအခါခတ်သိမ့်တတော်တတိရှိသည်ဖြစ်၍ကာမနံကာမတို့ကိုပရိဝိဇ္ဇေယရှောင်နိုင်ရ၏တတ္တမဇန္တုတရာတတော်ကာမာတိပရိဝိဇ္ဇေတိပဟာယတရေဩဃန္နာဝတိတဝဝပါရဂုံဘယ်လိုရှောင်ရမှာလဲဆိုတော့ခုနတုန်းကလှေခွေးတွေကရေတွေကိုထုတ်ပြီးတော့လှေတွေကရေကိုထုတ်လိုက်ရင်လှေဟာပေါ်ပန်းသွားတဲ့သဘောမရှိဘူးလားအေးအဲ့ဒါလိုမျိုးဒီခန္ဓာကိုယ်ထဲမှာလည်းပဲကိလေသာဒီဟုသောရေတွေရှိတယ်တဲ့မြတ်စွာဘုရားကဟုတ်လားသူကဥပမာလေးတွေနဲ့ညီရပြောတာဗျနော်နာဝံလှေကိုတိတ်တဝါရေကိုထုတ်ပြီးတော့ပါရဂုဣဝတစ်ဖက်ကန်းကိုကုတကဲ့သို့လှေကြီးကရေတွေပြည့်နေရင်တစ်ဖက်ကန်းကူဖို့ဆိုတာမလွယ်ဘူးဟုတ်လားဟုတ်ဆိုလှေကရေပြည့်နေတယ်ဆိုရင်နစ်မှာပေါ့ဗျဟုတ်လားအဲ့ဒီရေကိုထုတ်ပြီးတော့မှပေါ်ပါတဲ့လှေနဲ့တစ်ဖက်ကန်းကိုဘာလို့ရမယ်ကူးရမယ်အဲ့ဒါလိုပဲဒီအတ္တဘောဓိဟူသောခန္ဓာဓိဟူသောလှေမှာလည်းပဲကိလေသာရေတွေဝင်နေတာရှိတယ်တဲ့အဲ့ဒီကိလေသာရေကိုထုတ်ပြီးတော့မှပေါ်ပါတဲ့ခန္ဓာကိုယ်နဲ့နိဗ္ဗာန်ဓိဟူသောတစ်ဖက်ကန်းကိုကူးမြောက်နိုင်အောင်ကြိုးစားရမယ်လို့နော်ဩဃဓိဟူသောရေအရင်တွေကိုပဲကူးမြောက်နိုင်အောင်ကြိုးစားရမယ်လို့ဟုတ်လားခန္ဓာကိုယ်ကြီးကလှေကြီးကိလေသာတွေကတော့လှေထဲမှာဝင်နေတဲ့ရေတွေတန်တရားကြီးကတော့ဩဃဓိဟူသောရေပြင်ကြီးပေါ့နော်အဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ခန္ဓာလှေနဲ့တန်တရားဓိဟူသောဩဃရေပြင်ဉာဏ်ကိုဖြတ်ကြတဲ့နေရာမှာကိလေသာဓိဟူသောရေကိုထုတ်ပြီးတော့ပေါ်ပါသောခန္ဓာလှေနဲ့တစ်ဖက်ကန်းဓိဟူသောနိဗ္ဗာန်ကိုကူးမြောက်နိုင်ရမယ်လို့မြတ်စွာဘုရားကအဲ့ဒါလို့ကာမတုတ်တံကိုဏိကုံးချုပ်တယ်အဲ့ဒီကာမတုတ်တံကိုမြတ်စွာဘုရားအဲ့ဒါလို့လဲဟောလိုက်ရောအဲ့ဒီပုံနာကြီးဟာသူ့ရဲ့ဇနီးပါသောတပတ္တိမဉ္ဇဉ်ဖူဉ္ဇဉ်ကိုရတယ်နော်တခါယူမိုင်းများအေးအဲ့ဒါလို့တတ္တရာကိုရပြီးတော့ပုံနာကြီးလည်းတရားချမ်းသာရာကိုရရတယ်ဆိုတာကိုကျောင်းတော်ရောက်တော့တန်ဃာတော်ရှင်မြတ်တွေကမြတ်စွာဘုရားကိုလျှောက်ကြတော့မြတ်စွာဘုရားကချက်သားတို့ဒီဘဝသားလည်းဒီပုံနာကြီးဇနီးမောင်နှံကိုငါတတ္တရာဒီပုံနာကြီးကိုတတ္တရာရစေတာမဟုတ်ဘူးအရင်တုန်းကလည်းပဲဒီပုံနာကြီးကိုငါတတ္တရာရစေခဲ့ဘူးတယ်ဆိုပြီးတော့ဦးဇင်းတို့ဟောမယ်လို့ပြောထားတဲ့ကာမဇက်ကိုအဲ့ဒီကြမှာဟောတာနော်အေးအဲ့ဒါလေးကိုဦးဇင်းတို့ကြံတဲ့အချိန်မှာပြောကြရအောင်နော်အေးအဲ့ဒီကာမဇက်တော်မှာဦးဇင်းတို့ဗာရာဏသီပြည်ကစလိုက်ကြရအောင်ဗာရာဏသီပြည်ပြမတမင်းကြီးမှာသားတော်နှစ်ပါးထွန်းကားတယ်အဲ့ဒီမှာသားတော်နှစ်ပါးထွန်းကားပြီးတော့ဒီဗာရာဏသီပြည်ရှင်ဘုရင်မင်းတရားနတ်ရွာဆံကံတော်ကုံညတော့မူကြီးမတ်ရသေနာပတိတွေကကြီးတဲ့သားကိုထိနာအပ်ဖို့ငယ်တဲ့သားကိုအိမ်ရှိအရာထားဖို့အကုန်လုံးစီဝေးတိုင်ပင်ပြီးဆုံးဖြတ်ကြတော့အဲ့ဒီမှာကြီးတဲ့သားကထိနာစည်းစိမ်ကိုမလိုချင်ဘူးတဲ့သိလားထိနာစည်းစိမ်ကိုသူမလိုချင်ဘူးဆိုတော့ဟာဘာလို့မလိုချင်တာတော့ဒါဖြစ်ရင်ဘာလုံးမှာတော့နန်းတော်မှာအေးအေးဆေးဆေးနေမှာလားငယ်တဲ့မင်းသားကိုမင်းမြောက်ရမှာလားဟုတ်တယ်တဲ့ငယ်တဲ့မင်းသားကိုမင်းမြောက်လိုက်ငါထိနှန်းစည်းစိမ်ကိုမလိုချင်ဘူးအိမ်ရှိမင်းသားလည်းမလုပ်ချင်ဘူးနန်းတော်မှာလည်းငါမနေချင်ဘူးသူ့စိတ်ထဲမှာတာဝန်တွေကိုကြောက်တာနဲ့တူပါရဲ့စ
စည်းစိမ်တွေကိုသူမရချင်တာတော့မဟုတ်ဘူးနောက်ပိုင်းဖြစ်လာတဲ့အခြေအနေကိုထောက်ဆပြီးတော့ပြောရရင်အဲ့ဒီမင်းသားကြီးကစည်းစိမ်တွေကိုမရချင်တာတော့မဟုတ်ဘူးသူတာဝန်တွေကိုကြောက်တဲ့သဘောရှိတယ်အဲ့ဒါကြောင့်သူကဘာဖြစ်တုံးဆိုတော့ငါရှင်မေမလုပ်ချင်ဘူးငါရဲ့ညီကိုပဲမင်းမြောက်လိုက်ပါဆိုပြီးတော့အဲ့ဒီမှာဒီညီကိုမင်းမြောက်ပြီးတော့သူကနန်းတော်ကနေထွက်ခွာသွားတာဗျဘယ်ထွက်ခွာသွားတော့ဆိုတော့တောရွာလေးတရွာမှာသွားပြီးတော့သူကမထင်မရှားဘဝနဲ့သွားနေတာဘာဒီစိတ်ကူးပေါက်တယ်တော့မသိဘူးသူကအဲ့ဒါလိုသွားပြီးတော့နေတော့အဲ့ဒီမှာညီကသူ့ကိုဖြောင်းပြတယ်ဒီနန်းတော်မှာပဲကောင်းကောင်းမွန်မွန်စည်းစိမ်နဲ့နေပါဘာမှမလုပ်ပါနဲ့ဒီလိုပြောတာလည်းသူမရဘူးအဲ့ဒါနဲ့အဲ့ဒီလိုပြည့်စုံတဲ့အရက်ကိုသွားပြီးတော့ရွာတရွာမှာသွားပြီးတော့နေတော့နောက်တော့အဲ့ဒီရွာသားကလူတွေကဒါဟာရှင်ဘရင်ရဲ့သားအခုဖြစ်နေတဲ့ရှင်ဘရင်ရဲ့အကိုဆိုတာကိုသိတဲ့အခါကျတော့သူ့ကိုအလုံးမခံရဘူးအလုံးမခံရပဲနဲ့ဝိုင်းပြီးတော့ချင်းကပ်ကြတာသူ့ကိုအဲ့လိုဝိုင်းပြီးတော့ချင်းကပ်ပြီးတော့နောက်တော့အဲ့ဒီတထေးတူကသူ့အိမ်မှာခေါ်ပြီးတော့ပြုစုထားတာပြုစုထားတော့အဲ့ဒီတထေးကသူ့ပေါ်မှာအများကြီးကျေးဇူးရှိတာပေါ့လေအဲ့လိုအများကြီးကျေးဇူးရှိတော့ဒီလိုနဲ့နေလာရင်းနဲ့နောက်တော့အဲ့ဒီတထေးနဲ့အပေါင်းပါတွေကဒီအကိုဖြစ်တဲ့မင်းသားကိုဟောမင်းသားသင်ရဲ့ညီရှင်ဘရင်ကိုစာတင်ပြီးတော့ပေးပါအဲ့ဒါပါလဲဆိုတော့ဒီနယ်မှာရှိတဲ့အခွန်အတုတ်တွေကိုဘရင်ကြီးတွေကိုမဆက်တာပဲရစေနဲ့ငါးစီကိုပဲဆက်တာကြမယ်ဒါကြောင့်ကျွန်တော်မျိုးတို့ကမင်းသားကိုပဲဆက်တာမယ်ညီဖြစ်တဲ့အကိုညီဖြစ်တဲ့ရှင်ဘရင်ကြီးကိုမဆက်တာတော့ဘူးအဲ့ဒါကိုနှံ့ပြီးတော့စာရေးလိုက်ပါအခွန်လွန်ငင်းချမ်းသာခွင့်ပေါ့အဲ့ဒီမှာအကိုဖြစ်တဲ့လူကကျေးဇူးတရားတွေကလည်းရှိတာဆိုတော့ဟုတ်ပြီဆိုပြီးတော့စာလေးတစ်စောင်ရေးပေးတယ်ညီစီကိုမင်းစီကိုဒီနားကလူတွေကအခွန်မဆက်တော့ဘူးငါရဲ့ကျေးဇူးရှင်တွေဖြစ်တဲ့ကြောင့်မင်းဒါကိုနားလည်ပြီးတော့ခွင့်ပြုပါလို့ဆိုတော့ဟိုကညီရှင်မင်းကလည်းကောင်းပြီဆိုပြီးတော့အခွန်မယူအဲ့ဒီမှာဒဇနဲ့အဲ့ဒီနားနေပယ်နာကလူတွေကထွက်တဲ့အခွန်တွေမှန်သမျှကိုဒီအကိုကြီးဖြစ်တဲ့မင်းသားကိုပဲလာပြီးတော့ဆက်တာကြတာအဲ့ဒါလိုနဲ့သူကတဖြည်းဖြည်းနဲ့စီးစိမ်ကြီးလာတယ်တဖြည်းဖြည်းနဲ့အချမ်းရံတွေလည်းများလာတယ်အဲ့ဒီကြတော့မှသူကရင်မှုตายရတော့တာစောတော်တုန်းကတော့သူရှင်မရင်မလုပ်ချင်ဘူးဒါပေမဲ့အခုစီးစိမ်တွေကတဖြည်းဖြည်းနဲ့များလာပြီဆိုတော့သူကောင်းမှန်းသိသွားတဲ့သဘောပေါ့နော်စောတော်တုန်းကလည်းပဲသူဘလို့စိတ်ပေါက်တယ်တော့ဦးဇင်းတို့ခံမရခက်တယ်အဲ့ဒါနဲ့နောက်တော့အဲ့ဒီဇနပုဏ္ဏကမြို့တွေရွာတွေကနီးစက်ရသူ့နားကြီးရောက်လာတော့အင်အားတွေလည်းကြီးလာတော့သူ့ညီရဲ့ထိနှံစည်းစိမ်ကိုကသူရချင်တယ်ရချင်တော့သူ့မှာရှိတဲ့စစ်တပ်တွေပါလေသူဖွဲ့ပြီးတော့ပေါ့လေညီကိုတခါတည်းစစ်ဖဲထိုးမလားဒါမှမဟုတ်ထိနှံစည်းစိမ်မပေးမလားအဲ့ဒါလိုအတိအလင်းကိုပဲစစ်ကြင်ညာတာအဲ့ဒီမှာညီဖြစ်တဲ့လူကမိုက်လိုက်တဲ့လူထိနှံစည်းစိမ်ကိုပေးတော့ကဒီလူမိုက်မယူဘူးငါတကယ်လို့စစ်ထိုးမယ်ဆိုသူတေချာပေါက်ရှုံးမှာဒါပေမဲ့လို့စစ်ထိုးရင်အလုံးသောတတ္တဝါတွေဒုက္ခရောက်ကြလိမ့်မယ်ဆိုပြီးတော့နောင်တော်ကြီးကိုရိုးသေးသေးပဲစကားပြန်လိုက်တယ်ထိနှံကိုအသာတကြီးအပ်မယ်ဆိုတော့အဲ့ဒီမှာသူလာပြီးတော့ရှင်ဘုရင်လှုပ်တယ်အဲ့ဒီမှာညီကအဲ့ဒီမှာအင်ရှင်မင်းအရာနဲ့နေတာအဲ့ဒီမှာသူ့ရဲ့လောဘတွေကအစာတော့ထိနှံကိုသူမရချင်ဘူးနော်နောက်ထိနှံစည်းစိမ်ကိုလည်းရပြီဆိုတော့လောဘတွေကအဲ့ဒီမှာတဖြည်းဖြည်းနဲ့ကြီးပြီးတော့လာလိုက်တာဘယ်လောက်ထိသူကစဉ်းစားလဲဆိုတော့အနီးနားမှာရှိတဲ့3ပြည်တောင်ကိုတောင်တိုက်ခိုက်သိမ်းပိုက်ပြီးတော့သူစစ်ပြုဖို့အထိကြံစည်လာတယ်ဟောသူ့ရဲ့လောဘတွေကနော်အဲ့ဒါလိုလောဘတွေအတုံးမတတ်တခါတည်းကြံစည်လာတာကိုဘယ်သူသိလဲဆိုတော့တရားမင်းသိတယ်နော်အဲ့ဒီမှာတရားမင်းကအင်မတန်လောဘကြီးတဲ့တတ္တဝါပဲဒီလောဘကြီးတဲ့တတ္တဝါကိုအမိပြုပြီးတော့တခြားသောတတ္တဝါတွေဆင်းရဲတော့မှာပဲလို့တရားကအဲ့ဒါလိုနားလည်ပြီးတော့ဒီလောဘကြီးလာတဲ့တတ္တဝါကိုငါဆင်းပြီးတော့ပညာပြမှာဖြစ်မယ်ဆိုပြီးတော့တရားမင်းကလူလင်ပြိုလေးဟန်ဆောင်ပြီးတော့နန်းတော်ကိုရောက်လာနော်ရောက်လာပြီးတော့မင်းတရားအင်မတန်အရေးကြီးတဲ့စကားကိုလျှောက်ထားကြရရှိတယ်ဒါကြောင့်စိတ်ညင်ရာကိုလိုချင်တယ်သူရှိမှပြောလို့မဖြစ်ဘူးအဲ့ဒီမှာမင်းကြီးကလောဘကြီးတယ်လို့ဆိုတော့ဒါအခွင့်အရေးနဲ့တူတယ်ဟုတ်လားအဲ့ဒါနဲ့ကိုင်းရစီမယ်ဆိုပြီးတော့ပြတ်သက်အပေါ်ဆုံးပြတ်သက်အထက်ကိုတက်ပြီးတော့နှစ်ယောက်သားတူတူတိတ်တိတ်ဒီမှာပါအဆောက်အအုံမရှိဘူးကိုင်းပြောကွာမင်းငါ့ကိုဘာပြောချင်တာလဲမင်းနေရာသိအရေးကြီးတယ်ဟောဒီနာက3ပြည်တောင်
လွယ်လွယ်ကူကူတိုက်ခိုက်လို့ရမယ်နီလန်းနေကျွန်တော်မျိုးသိထားတယ်ဘယ်နာကနေဘလို့ဝင်မယ်ဘလို့တိုက်မယ်လွယ်လွယ်ကူကူကိုရမယ်ဒီ3ပြည်ထောင်ကိုအဲ့ဒါအရှင်မင်းရယူမှာလားမင်းမနီလန်းရှိလားဟာသိရှိတာပေါ့3ပြည်ထောင်ကိုလွယ်လွယ်ကူကူရမှာဘူးအဲ့လိုရမှာဆိုတော့တရားမင်းကသူ့ရဲ့တကိုးနဲ့မင်းကြီးကိုဘလို့သူကတကိုးနဲ့လှည့်စားထားတယ်ဆိုတော့လူလင်လေးမင်းဘယ်ကလဲလို့မမေးဖြစ်အောင်ဟုတ်လားမင်းဘယ်ကလဲလို့မမေးမင်းနာမည်ဘယ်သူလဲမင်းဘယ်သူလဲဘယ်ကလဲဘာမှမမေးသေးအောင်လှုပ်ထားတော့မင်းကြီးကဘာမှမမေးဘူးမမေးဘဲနဲ့ဟုတ်ပြီဝမ်းသာအားရတခါတည်းပြတ်တဲ့ဘောကနေဆင်းပြီးတော့ညီလာကတခါတည်းခေါ်တယ်အဲ့ဒီမှာမူကြီးမယာသေနာပတိတွေအစုံနဲ့ကိုင်းအားလုံးတို့အတွက်အခွင့်အရေးရောက်လာပြီ3ပြည်တောင်ကိုလွယ်လွယ်ကူကူရမှာဒါကြောင့်အခုပဲစစ်ပြင်ခိုင်းတယ်ဟုတ်လားအဲ့မှာစစ်တဲ့ကြီးလည်းအကုန်လုံးပြင်ပြီးပြီပြင်ပြီးပြီဆိုမှမင်းတွေကဘယ်ကိုခြိတက်ရမှာလဲဘယ်ကိုခြိတက်ရမှာလဲဆိုတော့ဟာနေကြအောင်ဟာခုနကတော့ငါ့ကိုလမ်းပြီးတော့ရှောက်ထားတဲ့လူလင်လေးတယောက်ရှိတယ်အဲ့ဒီလူလင်လေးကသူအကုန်လုံးလမ်းတွေကိုသိတယ်လို့ပြောတယ်ကဲသူ့ကိုရှာကြဆိုတော့ရှာတော့မတွေ့တော့ဘူးအဲ့ဒီမှာသူရှက်လဲရှက်တယ်ငါဆိုးတာငါညံ့တာလောဘအာကြည့်ပြီးတော့မင်းဘယ်ကလဲလို့မမေးလိုက်ဘူးမင်းဘယ်သူလဲလို့မမေးလိုက်ဘူးတကယ်လို့အဲ့ဒါလေးကိုငါမေးလိုက်လို့ရှိရင်ဒီ3ပြည်တောင်ကိုငါလွယ်လွယ်လေးရမှာအဲ့ဒီမှာသူစပြီးတော့ပူတယ်နော်ထီပေါက်ပြီးတော့မှထီလက်မှပြောက်တဲ့ကိညာလာတော့မသိဘူးဟင်တခါကြီးမိုင်မြကိုချင်းစားတဲ့အောင်အဲ့လိုလေးစားကြည့်ဗျာဟုတ်လားဟင်သိန်း1000တန်စုကြီးပေါက်တယ်လက်မှတ်ကားရှာလို့မတွေ့ဘူးအဲ့ဒီချိန်မှာယူကျင်လဲယူသွားနိုင်တယ်နော်တကယ်ကြီးမိုင်မြကိုချင်းစားကြည့်ဘယင်ကြီးကိုကြီးအပြစ်တင်မနေနဲ့ဟုတ်လားအဲ့ဒီမှာဘယင်ကြီးကစစ်တပ်ကြီးကလည်းပြင်ပြီးပြီလက်ညွန်မဲ့လူကလည်းမရှိအဲ့ဒီမှာစပြီးတော့သူရှက်လဲရှက်တယ်လူကျင်သားတွေကလည်းအလိုကလည်းမပြီးအဲ့ဒီမှာအကုန်လုံးသူ့နေရာသူရောက်ပြီဆိုတော့သူအဲ့ဒီကစပြီးတော့သူ့မှာတကိုယ်လုံးပူတယ်တဖြည်းဖြည်းနဲ့တွေးလိုက်တိုင်းပူတယ်ပူတော့ခန္ဓာကိုယ်က6တယ်နော်6လာပြီးတော့ပူတဲ့အတွက်ကြောင့်နှလုံးသွေးယိုတယ်တဲ့အဲ့ဒီယိုကျလာတဲ့နှလုံးသွေးကအောက်ကနေထွက်တယ်အဲ့ဒီမှာသူသွေးဝမ်းစပြီးတော့သွားလာပဲအဲ့ဒါသမားတော်တွေနဲ့ကုတယ်ရုပ်ကြောင့်ဖြစ်တဲ့ယောဂမဟုတ်တဲ့အတွက်ကြောင့်ဆေးကုလို့မရဘူးသူကတွေးမိတဲ့တနှုတ်နှုတ်ငါညံ့တာမင်းဘယ်ကလဲမင်းဘယ်သူလဲငါဒီနှခွန်းလောက်မေးလိုက်ရင်ကိုဒီ3ပြည်တောင်ရရမှာဒီစကားလေးမမေးလိုက်မိတာငါညံ့တာအခုတော့ဘယ်လိုလုပ်ရမှာလဲဒါကိုသူတွေးမိတိုင်းမချိတင်ခဲ့သူခံစားရတယ်ခံစားလိုက်တိုင်းယောဂကတိုးတယ်ဟုတ်လားအဲ့ဒါမှသမားတော်ကြီးတွေနန်းတွင်သမားတော်ကြီးတွေကုတယ်ဘယ်လိုကုလို့မှမပြောက်ဘူးအဲ့ဒါနဲ့နောက်ဆုံးတိုင်းပြည်မှာရှိသမျှသမားတော်တွေကုတယ်ဘယ်လိုကုလို့မှမတတ်တာဘူးအဲ့ဒါလို့နဲ့ယောဂတွေခံစားပြီးတော့တပိန်ပိန်တလိန်လိန်နဲ့မင်းတရားကြီးရဲ့ယောဂကတတိုင်းပြည်မှာကြော်ကြမ်းသေလည်းမသိဘူးဟုတ်လားအဲ့ဒီအချိန်မှာဦးဇင်းတို့ဘုရားလောင်းကတက္ကသိုလ်ကြီးကနေပညာသင်ပြီးတော့ပြန်လာတဲ့လူလင်ကလေးတို့ရဲ့ဘုရင်မင်းတရားဒီလိုယောဂတွေခံစားရတယ်ဆိုသူသိတဲ့အခါကျတော့နန်းတော်ကိုဝင်နေရှိကုမယ်တတော်ဥတင်လိုက်ကြအဲ့ဒီမှာဘုကြီးမယာသေနာပတိတွေကတတော်ဥတင်တော့ဘုရင်ကြီးကဟေးသမားတော်ကဘလောက်ကြီးပြီငယ်လေးရှိသေးတယ်အဲ့ဒါလို့ဆိုရင်သူလည်းစွမ်းမှာမဟုတ်ပါဘူးကွယ်ရိတ်ခါအဖိုးအခပေးပြီးတော့ပြန်လွှတ်လိုက်ပါအဲ့ဒီမှာဘုရားတော်ကသူအဖိုးအခကိုလိုချင်လို့ကုတာမဟုတ်ဘူးမပြောက်ရင်မပေးပါနဲ့ချေးဘူးကလေးလောက်ပဲသူစဉ်းစားထားတယ်အဲ့ဒါလို့ပြောတော့ gain အဲ့ဒါလို့ဆိုရင်လည်းခေါ်ခဲ့ဆိုတော့မင်းကြီးနဲ့တွေ့ကြရောနော်မင်းကြီးနဲ့တွေ့ကြရောအဲ့ဒါလို့မင်းကြီးနဲ့တွေ့တဲ့အခါကျတော့မင်းကြီးနဲ့နှစ်ကိုကြားမင်းကြီးဘာကြောင့်ဒီယောဂဖြစ်ရတယ်ဆိုတာကိုပြောပါအဲ့လိုတောင်းဆိုတာမင်းယောဂဖြစ်ခြင်းရဲ့အကြောင်းကိုမင်းကငါပြောမပြလို့မဖြစ်ဘူးလားမင်းကြီးတဲ့အကြောင်းကိုမသိရဘဲနဲ့ရှိကုဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့ဒါနဲ့ဘေးကလူတွေကိုမျက်နှာရည်မျက်နှာကဲပြတော့အလုံးထွက်ခွာသွားတော့မှမင်းကြီးကအကုန်လုံးပြောပြတယ်ငါအဲ့ဒီနေ့ကမင်းဘယ်သူလဲမင်းဘယ်ကလဲလို့ငါမမေးလိုက်မိဘူးဒါလေးပဲသူပြန်ပြောတာသိလားအဲ့ဒါကြောင့်မို့လို့ငါလူကျင်တဲ့စိတ်တွေနဲ့မချစ်တင်ခင်ငါအဲ့ဒီတည်းကစငါရဲ့ကျမ်းမာရေးဖောက်ပြန်သွားတယ်လို့ပြောလိုက်တော့အဲ့ဒီမှာဘုရားလောင်းကစပြီးတော့မင်းကြီးကိုဟောတယ်မင်းကြီးတဲ့ဒီလိုစိုးရိမ်နေလို့ဘော3ပြည်တောင်ကြီးကရလာမှာလားတဲ့သောတော်တုံးကမြတ်စွာဘုရားမေးတယ်လို့ပဲနော်
ပုံနာကြီးစိုးရင်နေုံမျှနဲ့ဂျုံတွေကရလာမှလားလို့မေးတာတခါတလေဓမ္မတို့ဦးဇင်းတို့ရဲ့ဉာဏ်ကတုံးလွန်းနေဗျတစုံတစ်ခုစိုးရင်လာပြီဆိုရင်စိုးရင်လို့အကြောင်းထူးမဲ့ထင်တာစိုးရင်လို့ဘာအကြောင်းမှမထူးဘူးထူးရင်မကောင်းသဖြင့်ပဲထူးမယ်နော်ယောဂါတွေရသောအဖြစ်ထူးလိမ့်မယ်နော်အသက်တူသောအဖြစ်ထူးလိမ့်မယ်လူရုပ်မပေါ်သောအဖြစ်ထူးလိမ့်မယ်ဗျာဟုတ်လားကောင်းတဲ့ဘက်ကတော့ဘာအကြောင်းမှမထူးနိုင်ဘူးဟုတ်လားအဲ့ဒါလို့မင်းကြီးစိုးရင်တွေကိုမြနဲ့မင်းကြီးသုံးပြည်တောင်ရမှာလားမရနိုင်ဘူးအဲ့ဒီမှာဘုရားလောင်းကမင်းကြီးစဉ်းစားပါအဲ့ဒီသုံးပြည်တောင်အခုဗာရဏသီပြည်ကြီးတင်မင်းကြီးမှာလုံလောက်နေပါပြီအဲ့ဒီသုံးပြည်တောင်ရလို့လေးပြည်တောင်ဖြစ်သွားပြီဆိုတော့ရောမင်းကြီးမှာထမင်းအုပ်ကြီးလေးအုပ်တခါတည်းစားမှာလားမေးတာနော်ဝစ်လဲတော်လေးစုံကိုတပြိုင်နက်တည်းဝစ်မှာလားနန်းတော်ကြီးလေးခုမှာတပြိုင်နက်တည်းနေမှာလားအင်မတန်အခြေခံကြတဲ့မိကုန်းနေလို့ထင်တယ်နော်များအောင်ဆိုပြီးတော့ကြိုးစားကြတာအဲ့ဒီများလာတာတွေကများလာပါပြီဆိုတော့ဘာဆက်လုပ်မှလဲဆိုတော့ဖြေရသိပ်ပြီးတော့မရှိအဲ့ဒီမှာမင်းကြီးကနည်းနည်းစဉ်းစားတာပြုတော့မှဘုရားလောင်းကအဲ့ဒီမှာဂါထာ၈ဂါထာနဲ့မင်းကြီးကိုတရားဟောတာနော်ဘုရားလောင်းကတရားဟောတာနော်စိတ်ကြောင့်ဖြစ်တဲ့ယောဂါကိုစိတ်နဲ့ပဲပြန်ပြီးတော့ကုစားနိုင်ဖို့အတွက်စိတ်ထဲမှာမှန်ကန်တဲ့အတွေးတွေပေါ်လာအောင်စကားနဲ့ဖန်တီးရတာပေါ့ဟုတ်လားအဲ့ဒီမှာဘုရားလောင်းကမင်းကြီးတဲ့ဘုရားလောင်းပြောတဲ့စကားတွေကိုဦးဇင်းတို့ဗမာလိုလေးပဲပြောမယ်နော်မင်းကြီးတဲ့ကာမဝတ္ထုပစ္စည်းတွေဆိုတာပြည့်စုံရင်ဝမ်းသာရသလောက်မပြည့်စုံရင်အင်မတန်ဆင်းရဲရတယ်ပျက်စီးရင်အင်မတန်ဆင်းရဲရတယ်တခါတလေကြတော့ပြည့်စုံနေပါလျက်ခင်နဲ့ပိုးပြီးတော့ပြည့်စုံခြင်းတဲ့စိတ်တွေနဲ့ကြိုးစားတဲ့အခါမျိုးမှာဥပမာလေးနဲ့သူကပြောတာနှွေးကမှရေငတ်တလို့မျိုးဖြစ်တတ်တယ်တဲ့နောက်တခါယူမိုင်းများလောဘတွေသိကြီးလာပြီဆိုရင်နှွေးကမှရေငတ်တလို့မျိုးတဲ့စဉ်းစားကြည့်နော်ပေးတဲ့ဥပမာသိကောင်းတယ်ဟုတ်လားနှွေးကမှရေငတ်တလို့မျိုးမသက်သာတဲ့သဘောတွေရှိတယ်ဒါကြောင့်အလိုဆန္ဒတွေကိုချိုးနှိမ်ရမယ်ဉာဏ်နေတဲ့ပုဂ္ဂိုလ်တွေဟာအလိုဆန္ဒတွေကိုမချိုးနှိမ်တဲ့အတွက်ကြောင့်နွားပေါက်စလေးရဲ့ခေါင်းမှာပေါက်လာတဲ့ဥကြိုဟာတဖြည်းဖြည်းနဲ့ရှည်လျားလာတယ်လို့မိုက်မဲတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲအလိုဆန္ဒတွေဟူသောဥကြိုတွေဟာတဖြည်းဖြည်းနဲ့ရှည်ထွက်လာတယ်အသက်ကြီးလေမိုက်လေလို့ပြောတာဉာဏ်နဲ့မထိန်ချုပ်နိုင်ဘူးဆိုရင်လေကဝံဝသိင်္ဂိနောသိင်္ဂံဝဋ္ဌမာနတ္တဝဋ္ဌတိဧဝမန္တတဘောတတဘာလတအဝိဇာနတောဘိယောတဏပိပါတာသဝဋ္ဌမာနတဝဋ္ဌတိတဲ့မင်းကြီးလာတဲ့နွားလေးရဲ့ခေါင်းကဥကြုံဟာတဖြည်းဖြည်းနဲ့ကြီးလာလေးရှည်လာလေးရှည်တယ်လို့မျိုးနော်အဝိဇာနတောသိမြင်နားလည်မှုမရှိတဲ့ဘာလတမိုက်မဲတဲ့မန္တတဉာဏ်ပညာနှုတ်နေတဲ့ပုဂ္ဂိုလ်မှာပိပါတတဆာလောင်မှုသိခြင်းတွေတဏှတ်တလိုခြင်းမမောမှုတွေဟာဘိယောတိုးလာတယ်တဲ့ပြောတာမှစကားကိုသုံးလုံးဆက်ပြောတာနော်ဧဝံမန္တတပောတတဘာလတအဝိဇာနတောတဲ့နော်အဝိဇာနတောလောကကြီးမှာသဘာဝကြဘလို့တွေးရမယ်ဟုတ်လားလောကကြီးမှာအကျိုးတဲ့အကြောင်းနဲ့ဘလို့စဉ်းစားရမယ်ချမ်းသာအောင်ဘလို့တွေးရမယ်လို့သိမြင်နားလည်ခြင်းမရှိတဲ့လူတွေနော်ဘာလတမိုက်မဲတဲ့လူတွေနော်မန္တတဉာဏ်ပညာနှုတ်နေတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဘိယောတိုးလာတယ်ဘာတွေတိုးလာတယ်ဆိုတော့တဏှာပိပါတနော်တဏှာဆိုတာကလိုချင်မမောတာပိပါတဆိုတာကကြတော့သူပိုဆိုးတဲ့သဘောပေါ့ဗျာရေစားတယ်လို့မျိုးရေငတ်တယ်လို့မျိုးကိုသူကဆာလောင်မှုသိတာပိပါတဆာလောင်မှုသိတာနော်အဲ့ဒါလိုမျိုးအလိုဆန္ဒတွေဆာလောင်မှုတွေပဲနွားကြိုကလေးရှည်တယ်လို့ရှည်လာတာအဲ့ဒီမှာဘုရားလောင်းကဘာဆက်ပြောဆိုမင်းကြီးတဲ့တကယ်တမ်းစိတ်ဆိုတာအာယုန်တွေနဲ့ကာမအာယုန်တွေနဲ့ပြည့်အောင်ရောင်ရဲအောင်ဘယ်နည်းနဲ့မှပြုလို့မရပါဘူးတဲ့စိတ်ကိုအာယုန်တွေနဲ့ကြည်နက်စေမယ်နှစ်သက်စေမယ်ရောင်ရဲစေမယ်လို့ဘယ်တော့မှရှားရိုးထုံးတာမရှိစိတ်ဆိုတာတကယ်တမ်းကတော့အသိဉာဏ်နဲ့သာပြည့်ရိုးထုံးတာရှိတယ်တဲ့နော်ဒီစကားလေးကိုဦးဇင်းကအင်မတန်သဘောကျတယ်တရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ပြီးဝဖို့ဆိုတာနော်စိတ်ထဲမှာပြီးဖို့ဆိုတာ
အတိညာနဲ့ဖြိမှသာလည်းပြည့်တဲ့သဘောရှိတယ်နော်ကာမအာယုန်နဲ့ဖြိမယ်ဆိုတော့ကြိုက်တဲ့လောက်ဖြိဘယ်တော့မှပြည့်ဝတယ်ရောင်ရဲတယ်ဆိုတာမရှိနိုင်ဘူးပြည့်တယ်ဆိုတာဘယ်တော့မှမရှိဟုတ်လားတကယ်တမ်းစိတ်ရဲ့ပြည့်ဝခြင်းဆိုတာဘာရှိမှဖြစ်မှာလဲအတိညာရှိမှပြည့်ဝမှာနော်အာယုန်လေးကြောင့်စိတ်ဘယ်တော့မှမပြည့်ဝနိုင်ဘူးရပြီးရင်ရခြင်းရင်ရပြီးရင်ရခြင်းရင်ဒါကြောင့်လောဘကိုမီးလို့လောဘမီးလို့မဟုတ်ဘူးလားဟုတ်တယ်မီးဆိုတာပူတဲ့သဘောကောမရှိဘူးလားပူတဲ့သဘောမျှလေးတင်တူလို့အလိုဆန္ဒတွေကိုမီးလို့ပြောတာမဟုတ်ဘူးနောက်ထပ်မီးရဲ့သဘောတဘာဝတစ်ခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့လောင်စာရှိသလောက်ဆက်ပြီးတော့လောင်မယ်နော်လောင်စာမရှိနေသမျှတော့ဆက်ပြီးတော့ဗာလဲလောင်နေမှာအဲ့ဒါလိုပဲလောဘဆိုတဲ့သဘောဟာအာယုံရှိသလောက်ကိုဗာလဲရခြင်းရနိုင်ခွင့်ရှိသလောက်ဆက်ပြီးတော့ရခြင်းမရက်ဘူးမရက်ဘူးမိကလောင်စာရှိနေရင်မရက်တဲ့သဘောရှိတယ်အဲ့ဒါလိုပဲလောဘဆိုတာလည်းပဲရလေလူလေဥဒစီဆိုတဲ့သဘောမျိုးပေါ့နော်လောဘမီးဆိုတာအဲ့ဒီအိပဲလူဆန္ဒတွေဖြစ်ပေါ်လာရင်ပူလောင်တဲ့သဘောလည်းရှိတယ်မရက်တဲ့သဘောလည်းရှိတယ်လို့နားလည်ရမယ်ဟုတ်လားဒါကြောင့်ဘုရားလောင်းကပြောပြတာအာယုန်နေနဲ့ဒီစိတ်ကိုရောင်ရဲအောင်မလုံနိုင်ဘူးနော်လူကျင်သားတွေကိုဖြည့်ပေးမယ်ဆိုတဲ့နည်းနဲ့ဘယ်တော့မှမပြည့်ဘူးလို့ပြောတာနော်တကယ်စင်စစ်စိတ်ကိုပြည့်ကျင်တယ်ဆိုရင်ဘာရှိမှပြည့်မှာလဲအသိဉာဏ်ရှိမှပြည့်မှာအသိဉာဏ်ရှိမှပြည့်မှာနော်ဒါကြောင့်မြတ်စွာဘုရားကဘုရားဖြစ်တော်မူတော့အသိဉာဏ်ဒီသာလျင်အလုံးကိုပြည်လေစေတယ်ဟုတ်ရလားဒီမှာတော့ဘုရားလောင်းဘဝလေးနဲ့သူပြောထားတာပါဟုတ်လားအာယုန်နေနဲ့ရောင်ရဲခြင်းကမစွမ်းနိုင်ဘူးအသိဉာဏ်ဒီသာနဲ့စိတ်ကိုပြည့်ဝစေတယ်ဟုတ်လားအဲ့ဒီမှာဘာဆက်ပြီးတော့ပြောလဲဆိုတော့ဘုရားလောင်းကမင်းကြီးတဲ့ဒီဖနှက်ချုပ်တဲ့ပုဂ္ဂိုလ်တွေဟာဒီတရေပြားကိုဖနှက်ပုံတိုင်းကလေးချပြီးတော့ထက်လှစွာသောဓာတ်နဲ့လှီးဖြတ်ပြီးတော့မလိုအပ်တဲ့အရာတွေကိုဘာလို့ပြစ်လိုက်တယ်ထုတ်ပြလိုက်တယ်လှီးထုတ်ပြလိုက်တယ်နော်အဲ့ဒါလို့လှီးထုတ်ပြစ်တယ်လို့မျိုးကိုယ့်ရဲ့ဘဝမှာလည်းပဲမလိုလားအပ်တဲ့အရာတွေကိုအရင်ဖယ်လှီးထုတ်ပြီးတော့ပြစ်တဲ့နေတဲ့နော်ပရိကဏံဥပါဟနတဖနှက်ချုပ်တဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီတရေပြားကိုမလိုအပ်တာတွေကိုလှီးထုတ်ပြစ်လိုက်တယ်လို့မျိုးယံယံဇဟတိကာမိနတန္တံတံပစ္စတိဒုက္ခသဗ္ဗင်စီဒုက္ခကာမတ္တအလုံးစုံသောချမ်းသာကိုရခြင်းရင်အလုံးစုံသောကာမကိုစွန့်ရနော်အဲ့ဒီမှာဘုရားတော်ပြောတာလေးကိုဦးဇင်းကနည်းနည်းလေးအသေးစိတ်ပြီးတော့ဒီကာထာလေးမှာပြောကျင်သေးတယ်နော်ယံယံဇဟတိကာမိနတန္တံတံပစ္စတိဒုက္ခဒီစကားလေးအကျဉ်ကာမကိုစွန့်တယ်စွန့်တဲ့လောက်သောချမ်းသာကိုရတယ်နော်ဦးဇင်းတို့တရားကောင်းစဉ်တတ်ထားတာလေးကဒီအိဗယ်လေးကိုဦးဇင်းကသဘောကျလို့တရားကောင်းစဉ်တတ်ထားတာနော်ယံယံဇဟတိကာမေနတန္တံတံပစ္စတိဒုက္ခဆိုလိုတာကကာမကိုတမတ်သားစွန့်တယ်ဆိုရင်တမတ်သားချမ်းသာကိုရမယ်ဟုတ်လားကာမကိုတစ်ချက်သားစွန့်မယ်ဆိုရင်တော့တစ်ချက်သားချမ်းသာကိုရမယ်ဒါကတော့ပုထုဇဉ်တို့ရဲ့ဉာဏ်နဲ့ရန်တို့မြည်သဘောကျကောင်းမှလည်းကြမယ်ပေါ့ဗျာသို့တော့မြတ်စွာဘုရားကတော့ဒီတိုင်းဟောထားတာဘုရားရဲ့အာလုံးသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ကိုပိဋကပေါင်းသူတော်ကောင်းတို့ယုံကြည်သောအားဖြင့်ဘုရားကဟောတယ်တစ်ချက်သားစွန့်ရင်တစ်ချက်သားချမ်းသာတယ်ဆိုပါလားဒါကလေးကိုပိဋကတို့ရဲ့တရားတရားကယုံကြည်မှုကဥစဉ်တို့တဲ့တာကောင်းတာလိမ့်မယ်နော်ဒါကပြောလို့မရဘူးဟုတ်လားကိုယုံကြည်ရင်ယုံကြည်သလောက်လက်တွေ့လုပ်ကြည့်လို့မရဘူးလားရတယ်ဒါလက်တွေ့စမ်းဖို့အတွက်ဒါဟိုလိုပြောရရင်တော့သိပ္ပံစကားနဲ့ပြောမှဆိုဖော်မြူလာတွေပဲဗျနော်ဘာနဲ့ပေါင်းလိုက်ရင်ဘာဖြစ်မယ်ဤပညာတစ်ခုကိုသိမယ်ဆိုရင်သိတံဖို့ရှိတာပဲနော်အခုဒါဤပညာပဲချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်အတွက်ဤပညာပဲချမ်းသာတစ်ချက်သားရခြင်းကာမကိုတစ်ချက်သားစွန့်ရမယ်နော်ချမ်းသာကိုတရားဖို့ရခြင်းကာမကိုတရားဖို့စွန့်ရမယ်ယံယံဇဟတိကာမေနတန္တံတံပစ္စတိဒုက္ခနော်စွန့်ရင်စွန့်တော့ချမ်းသာတယ်ဒါကြောင့်ဦးဇင်းတို့ဘယ်ပညာရှိရေးခဲ့တယ်တော့မသိဘူးအင်မတန်လည်းအသုံးတွင်တဲ့စကားလေးတစ်ခွန်းရှိတယ်လေဆရာကြီးဥရွှေအောင်သုံးထားတယ်တဇစွန့်ဝတ်မှလင်ဘဝနောက်ဆက်တိုင်းကောင်းဤဆိုတာဒီအိဗယ်ပါပဲဟုတ်လားစွန့်ရင်စွန့်နိုင်တယ်လို့ချမ်းသာပဲနော်
အလုံးစုံသောချမ်းသာကိုရကျင်တယ်ဆိုရင်တော့အလုံးစုံသောကာမကိုစွန့်ရမယ်တဲ့နော်သဗ္ဗေစေဒုက္ခမိတ်စေယသဗ္ဗံကာမံပရိစ္ဆေစီဟုတ်လားအလုံးစုံသောချမ်းသာကိုရကျင်တယ်ဆိုရင်အလုံးစုံသောကာမကိုစွန့်ရမယ်ဒါကြတော့ပိုးပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်နာနဲ့လက်ခံနိုင်ဖို့ပိုခက်မသွားဘူးလားခက်သွားတယ်ဒီမြင်တာတွေကြားတာတွေစားကြရတွေထိတာတွေဒါတွေမရှိရင်ဘယ်လိုလုပ်ချမ်းသာပါမလဲလို့တာမန်တွေးရင်တွေးရမရှိဘူးလားအေးဒါလေးတွေနဲ့လူလုံနေရတာဘယ်လိုလုပ်ချမ်းသာပါမလဲလို့စဉ်းစားကြရမရှိဘူးလားအေးသို့သောမြတ်စွာဘုရားရဲ့ကရုဏာတော်မြတ်စွာဘုရားရဲ့ပညာတော်တကယ်သိတော်မူတယ်တကယ်လည်းပဲကြီးပွားချမ်းသာစေခြင်းနဲ့မဟုတ်ဘဲနဲ့မပြောပါဘူးဟုတ်လားစွန့်ရင်စွန့်နိုင်တဲ့လောက်ချမ်းသာတယ်အားလုံးကိုစွန့်မယ်ဆိုရင်တော့ပြီးပြည့်စုံတဲ့ချမ်းသာကိုရမယ်တကယ်ဘုရားရဟန္တာသူတော်ကောင်းကြီးတွေကအားလုံးကိုစွန့်သွားလို့ပြီးပြည့်စုံတဲ့ချမ်းသာကိုရသွားတာဟုတ်လားဒါကြောင့်ဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာလည်းရှိပါတယ်အနည်းငယ်များသောချမ်းသာကိုစွန့်လို့ကြီးကျယ်သောချမ်းသာကိုရမယ်ဆိုတာကိုသိနေတယ်ဆိုလို့ရှိရင်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအနည်းငယ်များသောချမ်းသာကိုစွန့်နိုင်ရမယ်လို့မြတ်စွာဘုရားဟောတာမရှိဘူးလားမတ္တဒုက္ခပရိစ္ဆာကပတ္တိစေဝိပုလံဒုက္ခံစစီမတ္တဒုက္ခံဒီသောတံပတ္တိဝိပုလံဒုက္ခံလို့နော်အနည်းငယ်များသောချမ်းသာကိုစွန့်လို့ကြီးကျယ်ပြန့်ပြောတဲ့ချမ်းသာကိုရမယ်ဆိုတာကိုတေချာပေါက်မြင်ထားတယ်ဆိုလို့ရှိရင်ဒီအနည်းငယ်များသောချမ်းသာကိုဘာလို့နိုင်ရမလဲစွန့်နိုင်ရမယ်စွန့်နိုင်ရမယ်ဟုတ်လားအေးအဲ့ဒီတော့ဘုရားလုံးကတရေသမားဟာထလစွာသောဓာတ်နဲ့မလိုအပ်တဲ့တရေအစိတ်ပိုင်းကိုလှီးထုတ်ပြစ်တယ်လို့မျိုးအစပိုင်းမှာမလိုလားအပ်တဲ့ကာမတွေကိုတတ်နိုင်တယ်များတတ်နိုင်တယ်များစွန့်ပြီးတော့နောက်ဆုံးစွန့်နိုင်တယ်ဆိုလို့ရှိရင်စွန့်နိုင်တယ်လို့ချမ်းသာဒုက္ခကိုရနိုင်တယ်လို့အဲ့ဒီမှာဘုရားလောင်းကအဲ့ဒီဂါထာကို၈ခုမြောက်ကာမနဲ့ပတ်သက်ပြီးဟောတာအဲ့ဒီဂါထာလည်းဟောလည်းပြီးရောအဲ့ဒီဘုရင်ကြီးဟာသဘောတဘာဝတွေကိုအတော်အတန်နားလည်ပြီးတော့သူ့ရဲ့ယောဂဝေဒနာတွေဟာသက်သာရာပျောက်ကင်းရာကိုရတယ်အဲ့ဒီမှာသူအင်မတန်ကျေးဇူးတင်တဲ့ဒီလူလင်ကိုငယ်တာအသိဉာဏ်ကြီးလိုက်တာအင်မတန်ကျေးဇူးတင်တယ်ကျေးဇူးတင်တဲ့အတွက်ကြောင့်သူကဘာလုပ်လဲဆိုတော့ဟုတ်ပြီတဲ့မင်းညောင်ငါသက်သာရာကိုရပြီအလိုဆန္ဒတွေရှိရင်ရှိသလောက်ပင်ပန်းဆင်းရဲတယ်ဆိုတာငါသိအလိုဆန္ဒတွေကိုလျှော့ရင်လျှော့နိုင်သလောက်ဆင်းရဲတွေလည်းလျှော့သွားတယ်ဆိုတာငါသိပြီဒါကြောင့်မင်းကိုငါပူဇော်ပါရစေမင်းရှစ်ဂါထာဟောတဲ့အတွက်ကြောင့်တဂါထာကို1000လုံးနဲ့မင်းကိုငါအသပြာ8000ပူဇော်ပါမယ်ဆေးဘိုးဝါကယူပါတဲ့ဟုတ်လားအဲ့ဒီလိုပြောတော့ဘုရားလောင်းကမင်းကြီးတဲ့ငါ8000လည်းမရရှင်ဘူး1000လည်းမရခြင်းဘူး3သိန်းလည်းမရခြင်းဘူးတကယ်စင်စစ်တော့မင်းကြီးကိုဟောတဲ့နောက်ဆုံးဂါထာရဲ့အဆုံးမှာငါဟာလေဟောဒီထီးပြူကိုကြည်ပြီးတော့ငါဆံအဘိညာဉ်ကိုရတယ်တဲ့ကာမရာဂကိုဝိခံမနပဟံနဲ့သူပယ်ရှားနိုင်တယ်ပေါ့နော်သမုဒ္ဒိရပဟံမဲ့ညာဘုံညာနဲ့တော့သူမပယ်နိုင်ပါဘူးနော်အေးအဲ့ဒါလိုကာမရာဂကိုသူဇံနဲ့ခွာနိုင်ပြီဆိုတော့အင်မတန်ချမ်းသာတဲ့ချမ်းသာကိုရတဲ့အတွက်ကြောင့်ဒီငွေကြီးချမ်းသာကိုသူမမောတော့ဘူးနော်ဒါကြောင့်မင်းကြီးဒီတာနဲ့ချမ်းသာစွာနေရပါလေတော့ဆိုပြီးတော့ဘုရားကောင်းကဟိမဝန္တာကိုအဲ့ဒါလူဝတ်နဲ့ကောင်းကင်ကနေပြန်သွားတာဗျနော်ဟိမဝန္တာရောက်မှသူယတိယဟန်ဝတ်ပြီးတော့ရှောမကြတဲ့ဇံအဘိညာဉ်နဲ့တကွနောက်ဆုံးဗြဟ္မပြည်ကိုလာတယ်ဆိုပြီးတော့ဘုရားကောင်းကအဲ့ဒီကာမဇက်ကိုဒီကုန်းချုပ်တယ်အဲ့ဒီဘဝတုန်းကလည်းပဲဒီပုံနာကြီးကိုငါသက်တာရရှိခဲ့ဘူးတဲ့မြတ်စွာဘုရားကအဲ့ဒီရှင်မင်းကြီးဒီပင်ဒီပုံနာဖြစ်လာတာဟုတ်လားအဲ့ဒီတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ကဒီကနေ့ညအလိုဆန္ဒရဲ့သဘောတွေကိုလိုက်ရင်းနဲ့တရားတော်မတို့ဦးဇင်းတို့လူသားတွေဟာတဖြည်းဖြည်းနဲ့စိတ်ဓာတ်တွေဟာကြမ်းထမ်းလာတယ်ဟုတ်လားတဖြည်းဖြည်းနဲ့စိတ်ဓာတ်တွေဟာညှဉ်းနှွမ်းလာတယ်တဖြည်းဖြည်းနဲ့စိတ်ဓာတ်တွေအောက်တန်းကျလာတယ်လောကကြီးမှာလူချင်းစရာတွေကလည်းများလိုက်တာပေါ်မှပေါ်ဟုတ်လားအဲ့ဒီလူချင်းစရာတွေပေါ်တိုင်းရခြင်းတဲ့စိတ်တွေကလည်းအများကြီးဖြစ်ဟုတ်လားအဲ့ဒီမှာလောဘတွေကတဖြည်းဖြည်းနဲ့ကြီးလာပြီးတော့အဲ့ဒီလောဘကိုတရားနဲ့မထိန်ချုပ်နိုင်တော့မတရားမှုတွေမမျှတမှုတွေဖြစ်မလာဘူးလားဖြစ်လာတယ်မတရားမှုတွေမမျှတမှုတွေကနေတစ်ချက်တူကိုတူနှိပ်စက်တာတွေညှင်းဆဲတာတွေတပ်ဖြတ်တာတွေ
ကုံကုံပြောရရင်လောကကြီးမှာရှုပွက်နေသမျှအရာအလုံးတို့သည်အလိုဆန္ဒရဲ့ကြေးကျွန်တွေဖြစ်ကြတဲ့အတွက်ကြောင့်အလိုဆန္ဒရဲ့သဘောတွေကိုလိုက်ရင်းနဲ့ရှုပွက်ကြတာဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဘုရားတို့ဏိဒန်းမှာဟောခဲ့တယ်နော်လုတော်အထနာဇာနာတိလုတော်ဓမ္မနပတ္တိအန္တဓမ္မတရာဟောတိယံလောဘောဟရတိနရံလုတော်လောဘကြီးသောပုဂ္ဂိုလ်သည်အထအကျိုးအကြောင်းအဆိုးကောင်းကိုနာဇာနာတိမသိနိုင်ဘူးလုတော်လောဘကြီးသောပုဂ္ဂိုလ်သည်ဓမ္မသူတော်ကောင်းတရားကိုနပတ္တိမမြင်နိုင်ဘူးဆုံးရှုံးနေဗျာလူဖြစ်ပါလေခင်နဲ့သူတော်ကောင်းတရားကိုမြင်ခွင့်ရှိပါလေခင်နဲ့လောဘကြီးကရှေ့ကနေကာရှိထားလို့အဲ့ဒီပုဂ္ဂိုလ်မှာသူတော်ကောင်းတရားကိုမြင်ခွင့်မရရှာဘူးဟုတ်လားလုတော်အဋ္ဌနာဇာနာတိလုတော်ဓမ္မနပတ္တိအန္တဓမ္မတရာဟောတိယံလောဘောဟရတိနရံယရာအကျဉ်ခါ၌ယန္တရာအကျဉ်တတ္တဝါကိုလောဘောလောဘသည်တဟတိလွှမ်းမှုဖြည်စီနှိစ္စပေ၏တရားထိုကဲ့သို့လောဘလွှမ်းမှုဖြည်စီသောအခါ၌အန္တဓမ္မမိုက်တဲ့သဘောမှောင်တဲ့သဘောဖြစ်လာတော့တယ်ဏိဒန်းတော်ကဥစဉ်ဒီကထာလေးမရုပ်ခဲ့ဘူးလားရုပ်ခဲ့တယ်အဲ့ဒီတော့လောကကြီးတစ်ခုလုံးအမိုက်အမှောင်တွေဖုံးပြီးတော့အကျိုးအကြောင်းအဆိုးအကောင်းနားမလဲပဲနဲ့ယုံမှမှုတွေရက်စက်မှုတွေအကြည်တန်မှုတွေအယုတ်ဆိုးမှုတွေဆင်းရဲမှုတွေအလုံးဖြစ်နေတာဒီဘာကြောင့်လဲလောဘကြောင့်ဟုတ်လားဒါကြောင့်ဦးဇင်းတို့တရားဏိဒန်းတော်ကအကုသလမူလလို့ဆိုရတယ်လောဘဒေါသမောဟတရားတွေကြီးမားလာရင်ကြီးမားလာသလောက်လောကကြီးပျက်စီးခြင်းဘက်ကိုရှေ့ရှုနေတယ်ဟုတ်ရလားအကုသလမူလကာရဏလောကောဝိနတတိတဲ့ဟုတ်လားအကုသိုလ်အလုံးတို့ရဲ့အရင်အမြစ်ဖြစ်တဲ့လောဘဒေါသမောဟတရားတို့ကြောင့်မိမိအပါအဝင်လောကကြီးသည်ဆင်းရဲနေတယ်ပျက်စီးနေတယ်လို့နားလည်ပြီးတော့ဒီလောဘကိုမြတ်စွာဘုရားဆုံးမတဲ့ဤအတိုင်းတတိတရားဥရှိပြီးတော့ဉာဏ်တရားတွေဥရှိပြီးတော့လျှော့နိုင်ရင်လျှော့နိုင်တဲ့လောက်တတ်တာခွင့်ရပါတယ်ဆိုတာလေးကိုယုံကြည်တဲ့တရားတရားဥထိတ်ထားပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့သူတော်ကောင်းအပေါင်းတို့သည်လောဘတရားကိုနည်းနိုင်သမျှနည်းအောင်မကြိုးစားသင့်ဘူးလားကြိုးစားသင့်တယ်ဘာနဲ့နည်းအောင်ကြိုးစားရမှာလဲဆိုတော့မဂ်ခင်၈ပါးတတိပဋ္ဌာန်အကျင့်တရားတို့ဖြင့်အလိုဆန္ဒတွေကိုနည်းအောင်ကြိုးစားကြရမှာဟုတ်လားမဂ်ခင်၈ပါးတတိပဋ္ဌာန်အကျင့်တရားတွေဆိုတာဘာလဲဆိုတာဒီပိဋကကြီးအလုံးသိပါတယ်ဦးဇင်းတို့အခြေမပြောပါဘူးနော်တကယ်စင်စစ်တရားကိုကြိုးစားတယ်လောဘကိုနည်းအောင်လုပ်တယ်ဆိုတာကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုကိုယ်တိုင်သိအောင်ကြိုးစားတာပါပဲနော်ကိုယ်ခန္ဓာအကြောင်းကိုသိအောင်လုပ်တယ်ကိုယ်စိတ်အကြောင်းကိုသိအောင်လုပ်တယ်ကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့ပြုလုပ်မှုအဲ့လိုကိုယ့်ရဲ့သဘောတဘာဝကိုယ့်ဘဝကိုယ်ခန္ဓာအကြောင်းတွေကိုကိုယ်တိုင်သိအောင်ကြိုးစားတော့ကိုယ်တိုင်သိမြင်နားလည်ပြီးတော့လောဘဖြစ်ရင်ဆင်းရဲတယ်လောဘနည်းရင်ချမ်းသာတယ်သူကိုယ်တိုင်သိတယ်ဟုတ်လားလူချင်းတရားမမောစရာလောကမှာတကယ်စင်စစ်ဉာဏ်မျက်လုံးနဲ့ကြည့်မယ်ဆိုရင်ရှိတာမဟုတ်ဘူးလို့တဖြည်းဖြည်းနဲ့နားလည်ပြီးတော့အလိုဆန္ဒတွေဟာအသိဉာဏ်ကြီးရင်ကြီးသလောက်တစ်ဖက်ကနည်းနေမသွားဘူးလားဦးဇင်းထင်တယ်ဗျအသိဉာဏ်နဲ့အလိုဆန္ဒတွေဟာချိန်ဝင်ရဲ့တစ်ဖက်မှာရှိတဲ့အလေးတွေနဲ့တူတယ်လို့ထင်တာပဲနော်အသိဉာဏ်ကကြီးရင်လောဘကအပေါ်ကိုပေါ့ပြီးတော့တက်သွားမယ်အသိဉာဏ်ဒီဟူသောအလေးကိုနှုတ်လိုက်မယ်ဆိုရင်တော့လောဘကဟိုဘက်ကဇောက်ထိုးကြီးလာသွားလိမ့်မယ်ဟုတ်လားဒါကြောင့်အဲ့ဒါကိုတရားဓမ္မပေါင်းသူတော်ကောင်းတို့နားလည်ပြီးတော့လောကရဲ့အကြောင်းဘဝရဲ့အကြောင်းကာမရဲ့အကြောင်းကိုသိတဲ့အသိဉာဏ်တွေကိုများလာအောင်ကြိုးစားသင့်ဘူးလားကြိုးစားသင့်တယ်အသိဉာဏ်တွေများလာတာနဲ့အမျှလောဘတွေနည်းမသွားပြီဘူးလားနည်းသွားမယ်အသိဉာဏ်တွေမများဘူးဆိုရင်တော့လောဘတွေကစောစောကပြောခဲ့တယ်နော်နွားဥကြိုလို့တဖြည်းဖြည်းနဲ့ရှင်းလာလိမ့်မယ်ဟုတ်ရဲ့လားအဲ့ဒါလို့လောဘတွေကြီးလာပြီဆိုရင်တော့တေချာပေါက်ပြစ္ဆုတ်ပံတန်တရားနှစ်ဖြာသောဆင်းရဲကိုရပြီလို့ဘိဒ္ဓပေါင်းသူတော်ကောင်းတို့နားလေသဘောပေါက်ပြီးတော့လောဘဆိုတဲ့သဘောတရားကိုအသိဉာဏ်နဲ့လျှော့နိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့စွန့်နိုင်သလောက်ချမ်းသာပြီဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်
ဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုမာကတရားနာပိသပေါင်းတင်သူတော်ကောင်းတို့သာသာအလုံးတော်တတဝအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းတာအပေါင်းတို့ဟာလည်းပဲရက္ခန္တုကောင်းစွာမသိဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်္ဂဝါတို့သဲစုမကပွင့်တော်မူကြတဲ့စုစုတော်တာပါဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘာဝေနမေလီရံဘူလိရံဒိဗ္ဗပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနမကထံလေးရောက်ပလထံလေးရောက်ဆိုသောရှင်ရောက်သောအရိယသံဃာရှင်မြတ်တို့နှင့်တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေခါမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုယ်စိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း